ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Burmese Stars and Podcast ပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့် topic ကတော့အများကြီးရှိပေါ့အဲ့အများကြီးတော့ကျွန်တော် special topic အနေနဲ့ကျွန်တော်တို့ရဲ့ဒီ founding father တောင်းရတဲ့ old guest ပါလုံးဝ OG ပေါ့ OG ကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်လို့ Burmese Stars and 2-year anniversary တဲ့ပေါ့ Burmese Stars and Progress ကျွန်တော်တို့လုပ်လာဒါနဲ့ဆိုနှစ်နှစ်ရှိပြီဗျအန်အောစရာပဲတွေ့လာနှစ်နှစ်တောင်ရှိပြီဘာလို့နဲ့အချိန်နဲ့ကုန်လာမြဲနော်ဟုတ်တယ်ကဲဒါနဲ့ Robert နေတဲ့ပြည်သက်တွေချက်မိတ်ဆက်ပေးလိုက်ပါပြည်သက်တွေဆောင်းရမ်းလွှမ်းနေဆိုတော့ကျွန်တော်နာမည်တော့ Pro Black ပါကျွန်တော်လည်း comment တွေကိုဖတ်မိပါတယ် Pro Black ပဲပြောင်းနေလဲပေါ့ပြည်သက်တွေကလွှမ်းနေတော့ကျွန်တော်လည်းမအားဘူးပေါ့ဒါပေမဲ့ကျွန်တော်လည်းပြောခဲ့ကျွန်တော်တို့ video တင်ခဲ့တဲ့အတိုင်းပဲဒါနှုတ်ဆက်ခဲ့တဲ့ video အတိုင်းပါပဲကျွန်တော်တော့မန်တိုင်းပြန်လဲပါဝင်ဖို့ season တော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့စွတ်ခေါ်တာလို့ဒီကောင်းနဲ့စွတ်ခေါ်လို့ပေါ့ရာကျွန်တော်ပြန်လဲပါဝင်လာပေါ့ state ပြောင်းသွားလဲကြားရပြ state ပြောင်းသွားတော့ကျွန်တော်တခြားနေရာပြောင်းပြီးသွားနေပြီပေါ့ချားမျိုးမှာသွားနေပြီဗျာဒါပေမဲ့ဒီနေ့ကဘာလို့ပြန်လာ holiday season မို့လားဟေးပေါ့ holiday season မို့လို့ကျွန်တော်လည်းပြန်ပါလာပေါ့ဒါပေမဲ့ခဏပေါ့ဗျာဟုတ်ဒီက Bro Black ကဒီမှာ तू က business meeting ရှိလို့ခဏလာပေါ့လာလဲနဲ့ကျွန်တော်တို့နဲ့လာတွေ့ရပေါ့လာတွေ့နေမှာကျွန်တော်ဒီမှာ podcast ခဏရိုက်ဖြစ်သွားပေါ့ဟိုရအတိနဲ့လည်းပါဟိုတွေ့ဒီတွေ့ပေါ့ဒါပေမဲ့ခဏလောက်ပါပဲကျွန်တော်ရတဲ့ချိန်လေးခိုးပြီး Bro Black ကိုပြန်ပေးဆွဲတာပေါ့ဒီ podcast တဲ့အဲ့ဒါပြောနေတာပေါ့ပေါ့မိတ်ဆက်ပေးပါခင်ဗျာဒီပြောင်းသွားကြဆိုပေးတယ်ခင်ဗျာဦးစားပေးဗျာအခုကြာခင်ဗျာ carry ပေးလိုက်တော့ ဒီ podcast ကိုဘယ်လိုပြောမလဲအဆုံးထိပါဝင်မှာမဟုတ်ဆိုတော့ကျွန်တော်နာမည်ကတော့ Pro Black ပါဒါပေမဲ့ဟိုပေါ့ကျွန်တော်အခုသူတို့ပြောရဲ့ခေါင်းစဉ်ပြောပါဆိုတော့ကျွန်တော်ကအခုစဉ်းစားမိတာတော့ခုခက်စားနေရတော့ကောင်မလေးတွေကြားမှာခက်စားနေတဲ့ကြားဖြန့်အကြောင်းပေါ့ကြားဖြန့်တော့လည်းမဟုတ်ပါဘူးဒါပေမဲ့သူများတွေကိုဘယ်လိုပြောမလဲ hack တာလားပါလဲတော့မသိဘူးဟာငါဘယ်လိုပြောမလဲငါမှမင်းရဲ့နုပုံရှိရဆိုပြီးတော့ Telegram တွေလိုက်ပြီးတော့ message ပို့တာလေ။အော်ညီမလေးရဲ့အဖော်အမေပုံတွေရှိတယ်။ link တွေလိုက်ပို့တာအေးတခုတော့ခစ်စားနေ။အဲ့တခုခစ်စားပြီးတော့wait အဲ့ဒီမှာအဲ့လိုအဖော်မဲ့ဗာလေအဖော်ချုပ်ပုံတွေရှိရဆိုတော့ဒီကတချို့တွေကြတော့ link တွေရှောက်ပို့တာအေးဟုတ်တယ် link တွေဒါပေမဲ့အဲ့ link ကဘယ်လိုပြော hack လူကိုယ်တိုင်လည်းမသိဘူးဗျာဘာလို့လဲဆိုတော့ link တွေတစ်ခုပြီးတစ်ခုရှောက်ဝင်တဲ့ခါကျတော့တချို့ဆိုလည်းအကောင့်ပါသွားတယ်ရှိရကွာတချို့ KP အကောင့်တွေရောဘာညာကိုဖုန်းနဲ့ဟာ information အကုန်ပါသွားတယ်လည်းရှိရ confidential တွေပါသွားအဲ့ဒါလည်းကြားရတယ်ကျွန်တော်သိရတဲ့မှာလည်းကြားရတယ်အဲ့ဒီအတွက်ကြောင့်မလို့ပဲဗျာခုကျွန်တော်သိရတဲ့မှာလည်းအဲ့ကျွန်တော်သိပဲတော့လည်းမဟုတ်ဘူးလားဒါပေမဲ့ကောင်မလေးချောချောလလကောင်မလေးကြားရမှာလည်းခစ်စားနေရတော့ Black စောကြည့်ပဲဆိုချိန်တော့ဟိုပါအေးငါမှမင်းရဲ့နုပုံရှိရပေါ့အင်္ဂလိပ်လိုပြောတာပေါ့ဗျာတခါလေကြားလည်းမြန်မာလိုလည်းပြောချင်ပြောရကောင်းနေရှိလိမ့်မယ်ဒါပေမဲ့တချို့ကြားလည်းပို့ရလူကမသိဘူးဗျာအဲ့ link တွေ share မိရတယ်လည်းရှိတယ်ဒါတော့ဟိုးရင်နေရပါပဲဒါပေမဲ့ဒီတစ်ခါကျတော့တကယ်ဓာတ်ပုံ AI နဲ့ဓာတ်ပုံတွေပို့တာရှိတယ်အော်သိအခု Telegram နောက်ပိုင်း scammer တွေကဒီ saw ပုံလေးတွေကိုသူက imitate လုပ်ပြီးတော့ AI နဲ့ mirror image လုပ်တယ်လို့ပြောတယ် mirror image scan လုပ်ပုံလေးအဲ့တခုတော့ခစ်စား AI ကို request လုပ်တာပေါ့ hey please make this girl naked ရဘာညာပေါ့ကွာအဲ့တခုတော့ခစ်စားရှိရအဲ့တခုတော့တွေးမိရတွေးဘယ်လိုပြောမလဲဒါဒီခေတ်နဲ့ညီမျှတချို့ကြောင့် public ပေါ်တင်တဲ့လူတော်တော်များများခံရမှာပဲတချို့ကြောင့် privacy ရှိတဲ့လူရရှိတယ်တချို့တွေကျတော့ဘာမှတက်ပုံမတင်တဲ့လူတွေလည်းရှိတယ်ဟုတ်တယ်ဒါပေမဲ့သူကမျက်နှာပုံလေးတင်ပြီးယုံနဲ့ငါကဘာမှမျက်နှာလည်းမဟုတ်မျက်နှာပဲကွာဒါပေမဲ့ခန္ဓာကိုယ်ကတော့အလုံးချုံဝတ်ထားပေမဲ့ပါသွားတဲ့လူလည်းရှိတယ်အဲ့အတွက်ကြောင့်မလို့ဟာတချို့ဆိုစိုးရိမ်ပြီးတော့ဟာသူတို့ပေးတဲ့ link တွေလည်းဝင်ပြီးရတယ်စကားပြန်ပြီးရတယ်ရှိတယ်bro ကျွန်တော် bro ပြောတဲ့ကိစ္စကျွန်တော်သိတယ်ဒီ bro ပြောတဲ့ကွာကောင်မလေးအဲ့လိုဖော်ချက်လုပ်ခံရတဲ့ကိစ္စဒီ American ဖြစ်တာတိတ်မချတယ်လွန်ခဲ့တဲ့၄-၅ 6ကတော့ဒီကကျွန်တော်ဆိုကွာဒီ Twitch မှာအမြင်နဲ့ကြည့်ပြီး streamer တွေအများကြီးဥပမာ streamer ဆို female streamer ဖြစ်တဲ့ဘယ်ဖြစ်တယ်မှာ Pokimane တို့ Valkyrie တို့သူတို့ဆိုကွာအဲ cyber security ကိုငားပြီးတော့အဲ့လိုလုပ်တဲ့ကောင်တွေကို live ပြီးတော့ defense လုပ်ဖို့ဆိုတော့တစ်ကို6 figure သုံးပြီးကအကုန်ခံရတာပေါ့ဟုတ်တယ်အဲ့ဒါတကယ်အခုဖြစ်တယ်ဘာလို့ဆိုတော့ Facebook ရှိရတယ်အမှမင်းရဲ့ပုံတွေကတော့အဖော်ချုပ်လုပ်ပြီးတော့ scan နဲ့ဖွင့်တွေ့လာဟုတ်တယ်အဓိကဟုတ်တယ်အခုကြားဖြတ်နေနိုင်ငံမကောင်းတော့ကြားဖြတ်နေရက်ခစ်စားဟုတ်တယ်ကြားဖြတ်ကိစ္စပြောလာဟုတ်တယ်အခုတလောကြားဖြတ်နေ AI မဟုတ်လားကြားဖြတ်နေ AI ဟုတ်တယ်ကြားဖြတ်မှာအဖမ်းခံရတဲ့အဖွဲ့တွေလည်းအများကြီးဘယ်မှာတော့မပြောတော့ဒါပေမဲ့ဒါကတော့နာမည်ကြီးသတင်းဆိုတော့မပြောချင်တော့အဲ့အဖွဲ့ကလည်း the show ဆိုတာလည်းတခြားနိုင်ငံပဲဒါပေမဲ့သူတို့တော့ပြောတာပဲဒါပေမဲ့တကယ်ဟုတ်လားတော့မသိသူတို့နဲ့
ညှိနှိုင်းမကောင်းလို့တော့တရင်ဖြတ်လိုက်တာလို့ပဲပြောတာ အဲ့တော့ bro တိလာကြားဖြန့်ဆိုတာလေတကယ်တော့ကျွန်တော်တို့ကြားဖြန့်တာအခုမှရှိအရင်ကတည်းရှိတာပါကြားဖြန့်ဆို ရင်တွေကတော့ရှိရပဲ အေးအခုမှပိုခေတ်စား ဖြစ်လာပါလား evolution ဖြစ်လာ AI ကြောက်ပါပဲ ဒီကနိုင်ငံလည်းမကောင်းတော့ကွာပြီးတော့ဆိုးလာပေါ့တချို့ဆိုရှိတယ်ဗာလဲကောင်းမလေးလားကြားဖြတ်ဆိုရင်မဲ့ငါလည်းရိုးတလှုပ်စားပါဘာညာဗာလဲစောက်ဘောစောက်ဘောရှောက်လို့နေနဲ့ငါလုံးဝပြန်ပို့ပေးခဲ့ပါလားဘာလည်းမသိတခုငါလည်း service တော့ပြန်ပေးခဲ့ပါတယ်ပေါ့တခု TikTok ကနေတခုတင်တာပဲငါလည်းနမေတော့စာတော့အတိအကျတော့မမီအဲ့တခုရှိဒီကြားဖြန့်နေကြဘယ်လိုပြောအဓိကပညာမတတ်တဲ့တိုင်းပြည်တွေပေါ့တောသားရှိတဲ့လူတွေကြားမှာဘယ်လိုပြောမလဲမွေတယ်ပေါ့ကွာကွာဒါမဲ့တောသားအဓိကမြန်မာနိုင်ငံပေါ့ကျွန်တော်ပြောပြချင်တယ်ကြားဖြန့်ရဲ့နီးစနစ်ပေါ့အခု AI လည်းတိုးတက်လာဆိုတော့ဘယ်လိုပြောမလဲမင်းတို့တချင်းဆိုရင်အတန်လေးနဲ့ AI တချင်းဆိုလို့ရကွာမင်းတို့အတန်ထဲလာနေမင်းတို့အတန်နဲ့တချင်းဟုတ်တယ် AI နဲ့ information တွေယူတယ်အကယ်၍အဲ့ဒီ AI က information တွေရောင်းတယ်ဒီကြားဖြတ်နေရဝယ်တယ်အဲ့လိုချင်းနေကြရင်ဥပမာကွာဒီနိုင်ငံမှာဖြစ်သွားတာဘာသူ့ရဲ့အမေစီသူဖုန်းဆက်သူ့သမီးအတန်နဲ့တပုံစံနဲ့ဟုတ်တယ်အဲ့လိုမျိုးလှည့်စားတာဗျာဒီနိုင်ငံမှာအခု USA ထိတောင်ရှိတယ်ဗျာဒီကြားဖြတ်ကဟုတ်တယ်ကျွန်တော်ဆိုအဲ့ခုဒီမှာအဲ့တော့တတိထားစေခြင်းတယ်ဒီနိုင်ငံမှာနော်ဒီနိုင်ငံမှာတော့မှကျွန်တော်ကြားရတဲ့တရင်တွေပေါ့ကျွန်တော်လည်းကြုံတွေ့ရတဲ့တချို့အသီးတွေပေါ့နော်ကြားဖြန့်ပဲဗျာ AI လည်း main ကလေးအတန်ပဲဒါပေမဲ့သူတို့ recording ဖမ်းတာပေါ့ AI လည်း main ကလေးအတန်ပဲ video call ခေါ်တယ် main ကလေးပဲဒါပေမဲ့ဖြစ်ချင်တော့ AI ဗျာဟုတ်တယ်အဲ့လိုမျိုးဖြစ်နေရှိတယ်တချို့ကပညာမတတ်တော့ဘလို့အဲ့ AI နဲ့ထောသားတွေဟုတ်တယ်ပညာမတတ်တကယ်ထင်တာကွာတကယ်ထင်တော့တချို့က gift ကတွေပါရှောက်ပေးပတ်စံတွေအကုန်ရှောက်ပေးဒေါ်လာ1000နဲ့ချီရှောက်ပေးအဲ့လိုမျိုးပေါ့ယူရို1000နဲ့ချီရှောက်ပေးအဲ့ဒါမြန်မာနိုင်ငံမှာခံရမှာတော့ဘာမြန်မာနိုင်ငံရဲ့ internet သုံးတဲ့ content ဘာတင်နေရုံနဲ့ content ဆိုသိချက်မြန်မာနိုင်ငံမဟုတ် USA နိုင်ငံမှာတော့ခံနေရကွာ USA မှာလည်းခံရ US Germany တွေမှာအဆဟုတ်တယ်ကျွန်တော်တို့ဂျာမနီလည်းခံရတာပဲငါတကယ်ပြောနောက်တော့မဟုတ်ယူရိုမှာဆိုရင်တော့ကြားပြဘယ်လိုပြောမလဲ scammer တွေကလမ်းပေါ်မှာနေရှိတာမဟုတ်တချို့တွေကြောက်ယူရိုမှာငါယူရိုရောက်နေပြီဆိုပြီးတော့တပုတ်နေရှောက်တယ်အဲ့ကောင်တွေကို target ပူထားတာရောက်အဲ့လိုမျိုးဒါပေမဲ့အဲ့လည်းသတိထားစေချင်တယ်ပေါ့ဗျာတောသားဆိုတော့လည်းတောမှာနေတဲ့လူတွေပြောရတာမဟုတ်ဘူးအဲ့ဒါလည်းရှင်းပြတခါခဏတော့ရှင်းပြပြီအတိညာပေါ့အတိညာမတိုးတက်တယ်ဟုတ်တယ်ကျွန်တော်လည်းအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခဏအမြင်ဆောင်ခဲ့ခံခဲ့ရပြီပေါ့ကျွန်တော်လည်းဒီကတော့စင်ချေတုံတရားစီစေချင်တယ်အရင်တော့လည်းဘယ်လိုပြောမလဲစင်ချေတုံတရားမမဲ့စေချင်ဘူးပုံနေတင်ပြီးတော့လည်းဒါငါပုံလားဘာညာတေချာတော့စဉ်းစားစေချင်စင်ချင်စေချင်တယ်ပေါ့ဒီကဘယ်လိုပြောမလဲ influencer တွေပေါ့ဒီက target ထားဒီ main ကလေးပေါ့main ကလေးပေါ့ဗျာအဓိကတော့ယောက်ျားလေးဆိုတော့နှာဘူးတွေပေါ့အဓိကအဓိထားတာပေါ့အားနွဲ့သူတွေဆိုတော့အားနွဲ့သူတွေကိုပဲအဓိကထားတာပေါ့ယောက်ျားလေးဆိုတော့တနာပေါ့တနာနေသတိထားစေချင်တယ်ဘာလို့လဲဆိုတော့ခုခဏဘယ်လိုပြောမလဲလိန်ခံရတာကွာတရားရုံးတွေမှာလည်းအရန်ကြားရတယ်ကွာ court တွေမှာခါလေးဘာသာပြန်ပေးရတယ်ရှိရယ်ကိစ္စတွေအတွက်ကြောင့်မို့လဲသတိရထားစေချင်တယ်ဒါနဲ့ bro သွားမှာဆိုကျွန်တော်ချင်းပါချက်စီလေပေါ့ bro ကနေ meeting စရမှာဆိုတော့ဟုတ်တယ်ခဏနေလဲ meeting စရမှာ meeting တော့လည်းမဟုတ်ပါဘူးဒီကနေ့ကတော့အတိတယောက်ရ call လဲသွားပေးရအောင်မယ်တခါလေကြာရင်ဘာလို့လဲဆိုသူတို့လည်းဘာသာစကားခက်ခဲဖြစ်တာရှိရလေညောင်းတော့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်း call မှာကြားပြန်ကိစ္စပဲကြားပြန်ကိစ္စပြဿနာတက်လို့သွားပြီးတော့ကျွန်တော်လည်းအတိတယောက်မလို့သွားပြီးတော့ဘာသာလေးပြန်ပေးရမှာအကူညီလေးတော့ပြောပေးရမှာပေါ့ဗျာ okay brother ကဲအဲ့ဆိုတော့ဒီနေ့ဒီလောက်ပေါ့နောက်စက္ကန့်ခမောက်ပြန်တွေးဖို့အခက်ခဲဆိုတော့ဟုတ်တယ်ဟေးပေါ့ဗျာကျွန်တော်တော့တကယ်တော့ပြန်တော့ပါခြင်းစိတ်တော့မရှိဘူးဒါပေမဲ့လည်းလမ်းကြုံလို့ပေါ့ဗျာကြုံလို့ဝေးကိုစေဝါအော်ထုတ်အင်ဂျီဝင်စောတော့ဝင်လာပါအေးပေါ့နောက်ကြောင့်မလို့နောက်ဆုံးပြောချင်တာတော့ကြားပြတ်တဲ့ကိစ္စတွေလွယ်ကူမယုံနဲ့မင်းကလေးဆိုလဲဒါမင်းပုံလားဆိုပြီးတော့နှုတ်ပုံပို့ရဗျာဟိုစားမရှိတဲ့ပုံပို့ရအဲ့အတွက်ကြောင့်လည်းတိတ်ပြီးတော့မယုံနဲ့ကျွန်တော်လည်းပို့ခံရပါတယ်ကျွန်တော်ပုံတော့မဟုတ်ဒါပေမဲ့ကျွန်တော် location တွေပါပို့ခံရတယ်ဒါပေမဲ့အဲ့အတွက်ကျွန်တော်မယုံတိတ်က game site message လည်းမဖတ်အဲ့အတွက်ကြောင့်မလို့သူတို့လည်းပြန်ပြီးတော့
ပါလေ reply by message လဲစမပို့တော့ ဟုတ် ဗျာ you မဆိုင်တော့ကွာ you မဆိုင်နဲ့တခါလေဖုန်းတွေပါခေါ်လဲတိတ် you မဆိုင်နဲ့အဲ့တိုင်းလွတ်ထားလိုက်သူတို့မင်းပုံဖြတ်မယ်ဖြတ်မစီကွာလို့ပြောလိုက်ခါလဲ ဒါတခုရှိတာငါပြောချင် လိပ်ပြလို့ပြီးပြီ လိပ်ပြလုံးတာလည်းဟုတ်တယ်ဒါတခုရှိရင်တော့အကုန်လုံး main information က safe မဖြစ်နေဘူးဒီ social media မှာ ဟုတ်တယ်မှန် မ တ င်း ယ် စတက်လာ ဟုတ်တယ်သူများပို့တဲ့ link တွေလည်းရှောက်မှုရောမဝင်နဲ့ဘာလို့လဲဆိုတော့အချင်းချင်းသိရဆိုရင်တော့သူတို့လည်းရှောက်ဝင်ပြီးတော့သူများကိုပြန်ပြီးတော့ share မိရတယ်လည်းရှိရလေ Yo bro black ဟာ bro တော်တော်ချက်ကြီးနဲ့တွေးလိုက် ဟုတ်ကဲ့အခုဆိုရင်တော့တော်ကြချက်ကြီးကတော့ဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးဗျာကျွန်တော်ကတော့မအားတော့ဘူးဆိုတော့ကျွန်တော်လည်းချင်းချင်းသိရဆိုတော့ပေါ့နော်ကျွန်တော်တော့သွားတော့မှာဗျာအခုကရုံးချိန်မမီအောင်ရုံးချိန်မီအောင်သွားပြရတော့မှာ okay okay ကျေးဇူးပါလို့ ဘရိုနောက်မှတွေ့မယ်နောက်မှတွေ့မယ်နောက်မှတွေ့မယ် see you focus ပဲပြန်တွေ့မယ် okay okay အေးဘာနောက်တွေ့မယ် hello အေးကြာ testing 1 2 3 hello hello အေး okay ဒါတော့ part 1မှာ part 2 side ပါ part 2ကတော့ဒေါက်တာချက်ကြီးနဲ့ကျွန်တော်ပြင်လိုက်ပါ ချက်ကြီး ဒေါက်တာချက်ကြီးလည်းကျွန်တော်တို့ဖိတ်ခေါ်ထားရတာပေါ့ problem နည်းနည်း emergency meeting ရှိရတဲ့အဲ့ဒါကြောင့်ကဲဒေါက်တာချက်ကြီးကျွန်တော်ခုနပြောတဲ့ topic ကတော့ဒီကြားဖြန့်ကိစ္စကိုကြားဖြန့်ကိစ္စဒေါက်တာချက်ကြီးနဲ့ဘယ်လိုမြင်တော့ ကြားဖြန့်ကတကယ်အင်မတန်ရိုးရှင်းပဲနဲ့နေတယ်ဘယ်လိုပြောရိုးရှင်းပဲဘယ်လိုနဲ့နေလဲဆိုရိုးရှင်းတာတော့လိန်လိန်လေးပဲရိုးလိုက်တာလိန်လိန်လေးပဲသူတို့လိန်လိုက်တာဒါပေမဲ့အဲ့ဒီရဲ့လိန်နဲ့ဟောင်မယုံထွက်နိုင်တဲ့အပိုင်းတွေအများကြီးရှိတယ်ဘယ်လိုမယုံထွက်နိုင်လဲဆိုရင်ချို့တွေကကျွန်တော်မှတ်လုံးပေးယူပါကွာမင်းဒါထည့်လိုက်ဘယ်လောက်ရမယ်သိရမလားဟိုတကယ်ပြောဒီရဲ့ဟိုပေါ့ဖုန်းပေလေးဖြေလိုက်ပြီးငါမင်းကိုဘယ်လောက်ပြန်ပေးမယ်အဲ့တစ်ချက်ရှိရအဲ့တစ်ချက်ရှိရနောက်တစ်ချက်ကဘယ်လိုပြောမလဲခမရဲ့ privacy ပုံတွေသူတို့စီမှာရောက်သွားတာတချို့ကကြောဘယ်လိုလဲဆိုဟို privacy ပုံတွေသူတို့စီမှာရောက်သွားတယ်သူတို့ကမင်းကိုချင်းချောက်တယ်မင်းဒီတော့ပတ်စံပို့ပေးရင်ဒါမင်းနာမည်နဲ့တွဲတော့ online ပေါ်တင်ပြလိုက်အဲ့ topic ကျွန်တော်ပြောနေတော့ အဲ့ဒီ privacy လေးဘယ်လောက်ထိကျွန်တော်တခုပြောမယ်ဆိုတချို့ကဘယ်လို video call ခေါ်တာလုံးဝ unknown call နော်ခေါ်မှစခေါ်တဲ့ဟိုဘက်ကအင်ဂျီကျွတ်ကြီးနဲ့ခေါ်တာပြီးကြမှာ तू ကကိုက face ကိုမင်းတော့ तू က record ကူထားတာ record ကူမှမင်းဒါနီးစက်ရလုံးဝရှယ်မင်းနဲ့ကလည်း set ချက်ထားတယ်တဘောလို့အဲ့တဘောလို့လည်း तू ကတင်မင်းမတင်ချင်ကောက်ဘယ်လောက်ပြီးအဲ့လိုနောက်တစ်ခုရှိတာသူတို့တင်လာတဲ့ video ကြီးကဘယ်လိုပြောမလဲအဲ့သူတို့ရိုက်ထားတာကွာတကယ်တမ်းမဟုတ်တကယ်တော့ကင်မရာနဲ့အဲ့ video နဲ့ video ရိုက်ပေးထားအဲ့ဒါပုံကူတော့မဟုတ်လူတွေအဟုတ်ကြီးထင်တယ်အဟုတ်ကြီးထင်တော့သူတို့လည်းဝင်ပြဟိုပြဒီပြပေါ့အဲ့တကယ်ရှိတယ်ဒီ US မှာလည်းဖြစ်သွားခဲ့ ဒါနဲ့ပြောချင်တာဒီလိုဖြစ်ဖြစ်တယ် bro tracer တို့ပြောတဲ့ကိစ္စသူတို့နားလဲတော့ရှင်းပြတယ်ဒါကတော့တကယ်ဖြစ်နေတာပေါ့ဒီမှာဆိုကွာလုံးဝ AI ကဘယ်လောက်ရှင်းမလို့ view တွေပါလုပ်လို့ရပြီပေါ့အခုဆိုကွာကျွန်တော်ရှင်းမလို့ X မှာ X ဆို Twitter ပေါ့အေး Twitter မှာမြန်မာနိုင်ငံကောင်မလေးဥမာ social media ပဲကြည့်သူတို့ဆိုကွာသူတို့ရဲ့ account တွေရသူတို့အဲ့လိုဘယ်လိုပြောမှာတော့အဲ့လိုကိုသိမလားအဖော်ချုပ်ပုံလေးနဲ့ scan တဲ့ဖွဲ့တွေများလာအဲ့ဒါတီးထားစင်တော့ဒီမှာရှင်းမြန်မာနိုင်ငံပြည်ဒါကကျွန်တော်ကိုယ်တိုင်ဘယ်လိုပြောတော့တိလာလို့ပြောအခုနောက်ပိုင်းရန်ပေါ်လာပေါ့အဲ့ဒါကြောင့်ပေါ့အဲ့ဒါပေမဲ့အခုနောက်ပိုင်း American မှာဝင်ပါလာဆိုတော့ဟိုအဓိကကိုယ့်ရဲ့ဟို face ပေါ့ face လေးရဲ့သူ့ရဲ့ဟိုပုံမှန်တဲ့တိုင်ကိုယူလိုက်ရင်မင်းကြိုက်တဲ့ပုံလုပ်လို့ရတယ်ချုပ်မြန်မာနိုင်ငံကောင်ရှိမြန်မာနိုင်ငံကောင်မလေးများစခုဆိုတော့သူတို့က Samsung နဲ့တင်တာမဟုတ်ဒါကျွန်တော်အားပဲတင်ပါဒါကလုံးဝမိုက်တယ်လုံးဝနင်းတို့ရဲ့ဘယ်လို beauty ကိုချပြကျွန်တော်နားလေဒါပေမဲ့အေးဒါပေမဲ့အဲ့ Samsung နဲ့ပုံတွေကိုဒီ AI နဲ့ generate တော့လောက naked လုပ်လို့ရကွာကိုလုံးတီးလုပ်လို့ကိုလုံးတီးလို့တော့မှချက်ချင်းကောင်မလေးနော်အဲ့တဲ့ဆိုတော့နော်လုံးဝ missionary ပါလုပ်လို့ရတယ်နော်အေးအဲ့ကြောင့်လောကpost donkey တွေစုံလုပ်လို့ရတယ်အေးအဲ့ကြောင့်အဲ့လို Samsung နဲ့တင်တာ progress ခွန်တခုရှိအဲ့ဒါတို့3စားနေတယ်ပေါ့ဥမာကဲလို့အဲ့လိုပုံနေကိုကလို့ကြောင့်မှာခွင့်ပြုတယ်မှာအဲ့လိုတက်လိုက်ပုံနေဆိုအဲ့ဒါလုံးဝကိုဘက်ကမဟုတ်တဲ့ကြောင့်တခြားရှင်းပြတင်ပေါ့ဒါတွေအကုန်လုံးဒီမှာချီရဲ့ယောက်ျားလေးတွေအဲ့ဒါအကုန်လုံး AI generation သိတယ်ချိုးခေါင်နေအဲ့ပုံနေသုံးပြီးတော့ scan ပါပေါ့အဲ့ဒါတီးထားနေတယ်အခုခါနေရောဒီ Facebook ပေါ်မှာဗျာဒီ video ဆောင်တင်တဲ့အဖွဲ့ကများလာတယ်အဲ့ video ဆောင်တင်တဲ့အဖွဲ့မှာတချို့တာဇန်တွေရှိတယ် AI video မသိအောင်ကြီးထင်တယ်တကယ်တော့သားသိလား AI video မအောင်မသိတကယ်ဟုတ်ကြီးထင်တော့ attention လိုက်ရှာနေတာကွာတကယ်တမ်း AI video မခွဲခြားတော့ AI video လားပါလားဆိုတာခွဲခြားတတ်စေချင်တာအခုအဲ့ Facebook မှာဆောင်းများနေလူတွေတော်တော်များ
ဥမာဒေါ်လာချက်ကြီးတို့အသက်ရအေးဒေါ်လာချက်ကြီးတို့အသက်ရပါနည်းနည်းဘယ်လိုပြောမှာပိုခဲရတာပေါ့အေးပိုခဲရတာသူတို့ဆိုကွာအဲ့ဒါကိုနီးပညာခင်ပြီးတော့ကွာအလဟတ်သက်ယုံကြပေါ့ ဟုတ်တယ် သူတို့အသက်ရပါဆိုတိတ်မသိပေါ့ဥမာတချို့ဒေါ်လာချက်ကြီးတို့အသက်ရပါဆိုကွာသူတို့သားသမီးတွေအဲ့လိုဖုန်းတူခေါ်တာပါအေးအဲ့လိုပေါ့ movement တော့ပါတော့ fake call ခေါ်တာပေါ့ဆိုတာလုံးဝရှင်းပြော အဖေသမီးကိုဒေါ်လာ1000လောက်ပေးပါလားသမီးကားတိုက်လို့အဲ့လိုဘာညာပေါ့ဂျင်းထည့်တာအေး အတန်းအစားလုံးဝနော် တပုံစံနဲ့အေးဒါတော့အခုကျွန်တော်ဖြစ်ပြနေတဲ့ AI နဲ့ကြားပြကိစ္စတော့ဒေါ်လာချင်းနေနောက်တစ်ခုကျွန်မအေးပြောဘာဖြစ်လဲ အခုဒီကြားပြန်ကိစ္စ American ဝင်ပါလာတော့ အေးလုံးဝနော်အဲ့ဒါလုံးဝ ဟုတ်လားဟုတ် American ဝင်ပါလာ လုံးဝ American ဝင်ပါလာ American ဘာလဲအဲ့ရဲ့ force နာမည်ရပါလဲ scan STF scan ဟာ touch force လာပါလားမသိဘူးကျွန်တော်ကလည်းတေးစိတ်တော့မသိ တေးတော့မပြောကျွန်တော်တွေ့တယ် ဒါပေ တွေ့တယ် မဲ့ ဟုတ်တယ် ထိုင်းမှာရောက်နေ ဟုတ်တယ် မဟုတ်အခုဒီမဲဆောက်မြောက်ဝတီမှာနေတဲ့ပါ DKBA လား အေးဟုတ်တယ် ဘာလဲဒီကောင်မသိလို့ဟန်ဆောင်တယ်ကြားပြော ဆော့ချစ်သူစကားကြားကျွန်တော်ကမြေငါ ကြားဘူးပေါ့ မြေပဲငါးပေးယုံပါမြေပဲငါးပေးတာပါကျွန်တော်ဒါဒီဘာနားမလဲပါဘူးဘယ်လိုအဲ့ဒီအကျိုးမြတ်တွေအကုန်ယူရတယ်ဘယ်ကရလာမသိသေးသူတို့ရှင်းပြောသူတို့ဘိန်းချက်ရောင်းတာတဲ့အများကြီးမြက်ရောင်းရတယ် သူတို့လူကုန်ကူးတာတွေများသူတို့တစ်ခုတ်ရောင်းတာတဲ့အစတရမကရတယ်ရေပြောတာမသိစရာအကြောင်းရှိတယ်ဒုတိယဒါမဟုတ်တော့ညမင်းတစ်ခုတ်ရောင်းတာကွာတစ်ခုတ်ရပင်မဲခုတ်ပြီးရောင်းလိုက်တာကွာဒါလုံးဝဘယ်သူမှလက်နဲ့ကင်ပြီးထောက်ပြီးတစ်ခုတ်ရောင်းတယ်အဲ့တဲ့အကျိုးအမြတ်အစတရမကရတယ်အဲ့ဒါကိုသူတို့ကဗာလဲကျွန်တော်မသိပါဘူးဗာမသိကြလား ယူချင်းအောင်ဆောင်တယ်ဟုတ်လား အေးတော့ စားညာတော့ကောင်းအောင် စားတော့မိန်ခံတယ်တဲ့မလားလုံးဝဟိုတော့ဖင်ခံရမယ်လေအောင်မငါလုံးဝဟောဘာဖြစ်တယ်အဖေသားကြောက်ပါပြီလုံတယ်လီးပဲ လီးပဲရအောင်နော်ငါလီးအေးလို့မင်းတို့ DKBA အဲ့နာစစ်တက်တယ်အကုန်လုံးစစ်တက်နဲ့ပေါင်းတော့မင်းတို့ပထမဆုံးတော့ ရနောက်ဆုံးသတင်းကြပါ DKBA တော့ပါလဲ စစ်တက်နဲ့ပေါင်းရလေ DKBA တော့ပါ မ ဖြစ်တ သိ ယ် ကွာခန့်နေဒီတော်လိုင်းဆဆဝင်တော့မသိပြည်သူတွေလွတ်လေတိုင်းတော့လို့ပါလို့ငါလုံးဝနောက်ဆုံးစစ်ပြေဘောဆော့ဟာလား အေး နောက်ဆုံးမင်းတို့ဝင်ပေါင်းရမင်းတို့ပဲငါလုံးမ စစ်ပြေဘောဆုံးမို့ဒီကောင်တွေ uniform တော့ပြောင်းတော့မှာ လီးပဲ အရင်ကတော့ကွက်ကြားတွေပါကွန်ပျူတာကွက်အဲ့ဒါသတင်းတော့တက်တက်ကြာဟုတ်လားမဟုတ်လားတော့မသိဘူးကွန်ပျူတာကွက်တွေပါသူဝစ်ချင်တာဝတ်တယ်ကွာအခုကလုံးဝအစိမ်းအောင်ဝတ်ရတော့မှာလုံးဝအစိမ်းအဲ့ဝတ်ရတော့အဲ့ဟုတ်လားမဟုတ်လားတော့မသိဘူးဒါကတော့ဒါ fake news လည်းဖြစ်မှာအဲ့လိုသတင်းတွေကြာ ဟုတ်ငါပြောပြမယ်အခုနောက်ပိုင်းကဘယ်လိုပြောလဲသူတို့ကောင်းစားရရကွာပြောချင်တာစစ်တိုင်းဒါပေမဲ့သူတို့ကောင်းစားရပြီပြည်သူတွေတော့မကြည့်တော့သူတို့တစုထဲအတွက်ပဲကြည့်တော့မှာအဲ့အတွက်သူတို့ကောင်းစားဖို့အတွက်စစ်ဘောပဲပြောပြေးဆုပ်ရအောင်လားဘာလား အခုရအဲ့ဒါပဲ ဆုပ်ရင်လည်းဆုပ်သွားမှာပဲ ကိုအနေချောင်းကိုအနေစားချောင်းတိုင်ပြီးပြီ အဓိကအဲ့လိုလူတွေဆောင်ရွက်များနေလို့ကွာမြန်မာပြည်မှာအခုမင်းအမှုပညာရှင်ဆိုလည်းကြည့်လိုက်ဒါလီဒီ36မင်းအတိတ်ပဲမရှိဘဲနဲ့မထောင်းတာနော်ငါလုံးဝဒါအမှုပညာရှင်တယ်အေးလို့တယ်ဒါအတိတ်ပဲမရှိဘဲနဲ့ရှောက်မထောင်နဲ့ငါလုံးဝ စကား ရှစ်တစ်မျိုးနောက်တစ်မျိုးမလုံး စ နဲ့ ကားမဆက်ငါတို့ပြောပါဗျာမင်းတို့ဒီ podcast ရိုက်လို့ဘယ်လောက်ပတ်စံရလဲဟဲ့လားအဲ့ရလာတာတဲ့ ဟမ်ခါနေပြောချင်တာမဟုတ်လက်သုံးချောင်းမထောင်နဲ့ငါပြောချင်တာ သဘောပေါက်တယ်ဒါဘရိုထရီဆိုကလုံးဝ ပြီးရင်မင်းတို့အနေစားချောင်ဖို့အတွက်စစ်ဘောပြေးမှ သူရဲ့လုံးဝစိတ်ခံစားချက်တွေရမ်းကြီးဟို extreme ဖြစ်နေတယ်မလား extreme ဖြစ်နေ အာ ကျွန်တော်နားလေတယ်အဲ့ဒါ ဒါစိတ်ဒီနဲ့တိုးပါလား camera frame နဲ့ဝင်အောင် thank you okay နောက်ငါလည်းတခါကြိုက်အဲ့လိုပြောရင်တဲ့မှာစိတ်ကမရတော့ဘူးလုံးဝစိတ်က exhausted တွေလိုက် fashion တွေရမ်းပြည့်အပြည့်ပါသွားတယ်ဖြစ်တတ်ပါဒါ okay ဟိုအဲ့ကိစ္စရှိရပါနောက်ပြီးတော့ပြောမှဒီရွေးကောက်ပွဲလည်းနီးလာပြီတချို့ data တွေမှာကျတော့ကျွန်တော်တို့ဒီ PDF တရားဝင်စီးနေမဲ့အခြေအနေရှိတယ်ဒီအဲ့လို data တွေမှာကျတော့ရွေးကောက်ပွဲကပြတ်သွားနိုင်တယ်ဗျာချို့နေရာတွေမှာကျတော့ဆက်လက်ဆင်နွှဲနေကြမှာဒီရွေးကောက်ပွဲအဲ့နှစ်ပတ်သက်ရဘယ်လိုထင်လဲမသိဘူးဒါရှိရှိနေပုံရေကောက်ပွဲခင်ဗျအသီးဆုံးမှာခင်ဗျညီမ ကျွန်တော်ကစီးနဲ့ပတ်သက်ပြီးတော့အရင်မပြောရှင်ကိုလည်းအဲ့လောက်ထိထဲဝင်မသိတော့ဒါပေမဲ့ပြောချင်တာဒီရွေးကောက်ပွဲကလုံးဝ fair မဖြစ်တဲ့ရွေးကောက်ပွဲကွာတစ်ဖက်သက်ကြီးလုံးဝတစ်ဖက်သက်ဟိုမှာလုံးဝဘယ်လိုလဲဆိုလုံးဝလူမဆန်တဲ့ဟာကြီးရှင်းပြတီးရဲ့နေကွာရှင်းပြောကွာဘယ်လိုပြောမလဲရန်ဆိုင်ပြောကွာကိုလုံနေမှန်းတီးရတဲ့နဲ့ခံနေရတဲ့ရွေးကောက်ပွဲကြီးတည်ရမလားအဲ့ဟိုလုံးဝတစ်ဖက်သက်ကြီးခံနေရတဲ့ဟာယူ
အဲ့လိုဖြစ်နေတဲ့အတွက်ငါတော့ရှင်းပြဒီရွေးကောက်ပွဲဆိုတော့လုံးဝကန့်ကွက်တယ်ဒါအဓိကအမေရိကန်ဒီ Congress မှာလည်းပြောရလေလုံးဝဒါလုံးဝစန့်ကျင်ရမယ့်အရာပြောတယ်ဒါပေမဲ့အခုတော့သူတို့ကတော့လုံးဝဒါ speech ပဲရှိသေးတယ် action တော့မလာသေးဘူး action ကဘာလဲဆိုတာကျွန်တော်ကြည့်ရမယ်ဒီကြားဖြန့်နေပဲစမလားအဲ့ဒီကွက်ကရှိကြားဖြန့်နေပဲဆိုလုံးဝဝင်ရှို့လို့တဲ့ပေါက်တော့ဘာလို့ဒီကောင်နဲ့စောင့်ရုပ်တာအဲ့ဒီကောင်နဲ့ရုပ်တယ်ဆိုရုပ်တဲ့ကောင်ဘယ်လိုလဲလောက်ရမဆိုဝင်နဲ့ပေါက်တော့ဝင်ပြီးနိုင်မှာလုံးဝနိုင်မှာအဲ့လိုနိုင်မှာလုံးဝမင်းလို့စောင့်ရုပ်နေမင်းရုပ်ငါလည်းရုပ်မှာဆိုတည်မလားအဲ့လိုနိုင်မှာမဟုတ်အခုဒီကောင်ကြားဖြန့်ပြန်လိုက်လာတော့ဟိုကောင်စားပေါင်းမရှိတော့မရှိတာမဟုတ်ဒီကောင်နဲ့နိုင်မှာစိုးနိုင်လို့ရရင်နိုင်မှာအဲ့လိုဝင်မှာအဲ့ကောင်အဲ့ကြောင့်ဒီကောင်ကြောက်နေတာအလကားမဟုတ်ရှင်းပြဒီကောင်နဲ့လေဒီမြောက်လှုပ်တဲ့တော့တိတယ်ကွာလူကကိုယ်ကိုလှုပ်တော့ကိုကပြန်လှုပ်ရင်ကိုယ်ဘယ်လိုဖြစ်မလဲဆိုတော့ तू ကတိတယ် sense ကတိတယ်သိရမလားရှင်းလူရုံမာတွေကကိုယ် sense ကတရားဒီကောင်ကိုကမဟုတ်တာလှုပ်တော့ကွာကိုကမဟုတ်တာလှုပ်ကိုမဟုတ်တာလှုပ်တော့မယ်ဆိုတော့ तू ကလာလူများဝလက်ဝင်ရှူဆိုတာတိတယ်ဒါပဲ तू ကရှင်းလေးပဲဒါကငါပြောတာဒါအမှန်တရားပဲကိုမဟုတ်တာလုပ်တော့တည်ရမဟုတ်တာလုပ်ခဲ့ဘူးတဲ့လူတယောက်ကိုသူများမဟုတ်တာလုပ်တော့မဆို at least တည်တယ်အဲ့ sense ကတော့တည်တယ်အဲ့မဟုတ်တာလုပ်တဲ့ကောင်ပဲတည်တယ်ဒါပဲ okay အဲ့ဆိုအိမ်မဟုတ်တာလို့တော့ကောင်ကြတကယ်အဖြေပြန်ရှာအချိန်မှာအဖြေပြန်တွေးတော့မဲ့အချိန်မှာယူချင်းအောင်ဆောင်ရတယ်ငါမလို့ပါတားမလို့ပါအဲ့တော့အဖေကမိကလည်းမရဘူးတိုင်းလာထပ်ပြောပါကဲဒါရှင်းရှင်းနဲ့အခုကကျွန်တော်ရေကောက်ပဲဆိုအခုမီဒီယာမှာနည်းနည်းခစ်ထားပါပေါ့ဒီကလူပညာရှင်အများစုပေါ့မထင်မှတ်ထားတဲ့လူပညာရှင်ပါလာပေါ့အဲ့အနေနဲ့တော်ရှင်းရှင်းနဲ့ဘယ်လိုထင်တော့လူပညာရှင်တွေဒီမှာတော့ promotion ad ဆင်းပေးတဲ့အဖွဲ့တွေဘယ်လိုပြောချင်တော့ဒါတော့ရှင်းပြသူတို့ဘက်မှာနောက်ဆုံးစိတ်ပါတီဖြစ်စေမပါတီဖြစ်စေအကြက်ကင်တီဖြစ်စေသူတို့ရဲ့ဟို professional life ကိုချင်းချောက်တီဖြစ်စေမချင်းချောက်တီဖြစ်စေပေါ့နော်အဲသူတို့ဝင်ပါလိုက်ရတယ်နောက်ဆုံး at least သူတို့ဝင်ပါလိုက်ရတယ်သူတို့ပါလိုက်ရတယ်အဲ့အတွက်တော့အပြစ်မပြောလို့မဆိုးလို့ဒါပေမဲ့လူတယောက်ကစိတ်သက်ပဲသူ့ action ပဲဘလို့ပဲနေမင်းကဟိုလူတယောက် force လုပ်လို့မင်းကလှုပ်လိုက်ရတာနောက်ဆုံးသူ့ရဲ့ action ကဘယ်လောက်ထိ effect ဖြစ်လဲသိရမလားအဲ့ဒါအရင်ရေးကြည့်တယ်အဲ့ဒါအရင်ကြီးသူလှုပ်လိုက်တယ်နောက်ဆုံးလူတယောက်ကဘာမှမထိခိုက်ဘူးဆိုတာသူ့ကိုနောက်ဆုံးသူ့ကိုစဉ်းစားပြီးလို့ရတဲ့အခြေအနေမှာရှိတယ်သိရမလားအဲ့ဒါရှိတယ်ကိုကလှုပ်တယ်လို့အားသက်တရောပါဝင်တယ်ဟိုကောင်ဘလို့မင်းသားပြောလို့ငါ့ကိုပါလေဟို PhD တွေ Master တွေဘာတွေပုံရတယ်သိရမလားအကြောင်းငါစစ်တပ်ရေးကျေးဇူးမမေ့ပါဘူး fuck you ပဲအေးလုံးမမင်းတယောက်တည်းကောင်းစားဖို့အတွက်လှုပ်ပြီးခဲ့တာငါလို့တတိုင်းပြီလုံးခွေးပြင်းနေတာမင်းစာပတ်ဒီဟုတ်တယ်ရောက်မင်းတယောက်တည်းကောင်းစားဖို့အတွက်လူကလှုပ်နေမင်းဘာလဲမင်းစောက်ယူလားမင်းအထူးအခွင့်ရေးခံတဲ့ကောင်လားမေးလို့တိုင်းပြည်ကငါလုံးမအကုန်လုံးဒုက္ခရောက်နေမွဲနေမင်းစပ်ပါကွာမေးလို့စစ်တဲ့ဒီကောင်အုပ်ချုပ်လို့သိလားငါတို့ကဒီတခြားနိုင်ငံရောက်နေရကွာပြောချင်တာအရင်တော့မြန်မာနိုင်ငံခေးတဲ့နိုင်ငံအခွင့်ထူးခံလူတန်းစားတစုမှာအခွင့်ရတဲ့လူတစုကပဲကောင်းစားနေပဲရှားလူကဒုက္ခရောက်ရင်ရောက်မင်းတို့ဘာဖြစ်ဖြစ်ငါကကောင်းစားငါ့ကိုဒီလိုကောင်းပြီးခဲ့တယ်ဆိုတော့လီးပဲလေလီးပဲငါလည်းဒီလိုဖြစ်တဲ့ချက်သိလားဘာဆိုသူတို့တိုင်ဝမ်နဲ့ဝင်မွေးနဲ့ကောင်ပေးမဲ့ပဲအေး educated person ကွာလောလာပြီးမှဒါသူတို့ရဲ့ဆက်အတိုင်းပဲဝိုင်းပဲကောင်းစားမယ်ကျန်တဲ့လူကလုံးဝဒါသူတို့မသိဘူးသူတို့မဆိုင်ဘူးဆိုတဲ့အထာပြောဟုတ်အဲ့လိုပဲဒီစစ်တပ်တွေကြောက်อ่ะတချို့ပညာမတက်တဲ့လူကြောက်အကျင့်စရိုက်တွေကပြောင်းရောပြောချင်တာဟုတ်တယ်ပညာမတက်သူတို့စီမှာအကျင့်စရိုက်တစ်မျိုးဖြစ်သွားသူတို့လုပ်တဲ့ system ဘာဆိုအေးဆိုတာဟိုတနေ့တစ်ခုရှိရယ်ဟို profile တစ်ခုရှိရယ်ကျွန်တော်ဗာလဲဟို PDF ဖက်ကတင်တာပေါ့ကွာကျွန်တော်ဘယ်သူမှမတွေ့ဘူးတဲ့ဟိုစစ်သားလေးလှုပ်ချင်တယ်ပေါ့ကွာစစ်တပ်ဆိုတာမောက်မာတွေရိုင်းဆိုင်နေဟိုအာနာပါဝါပြတယ်လူတွေကျွန်တော်ကအဲ့လိုမတူတဲ့စစ်သားကိုဖြစ်စေချင်တယ်ပေါ့ကွာလူတွေလည်း comment ပေးရဘာလို့အဲ့လိုမြင်ဘူးချင်တယ်တွေ့ဘူးချင်တယ်ပေါ့ကွာဖြစ်စေချင်တယ်လူတွေကတောင်းတတယ်ခေပါလူတွေကတောင်းတတယ်ဖြစ်ချင်တယ်စန္ဒရှိတယ်အခုကချိအဲ့ခုကျွန်တော်ကဘာလို့ဆိုပြောမှာအခုမြန်မာနိုင်ငံလူတွေကအဲ့လိုသူတို့တိုင်ဝမ်မှာတိုးတဲ့တော့ဒီကျန်တဲ့ဂျာဘေးကလူတွေကြောက်မလို့တော့ brain level နေတော့ brain level နေတော့ချုပ်ကောင်နေဆိုကအဲ့ဒီစစ်တပ်ကိုလုံးဝထောက်ခံပေးတဲ့အဖွဲ့ရှိကိုအဲ့ဖွဲ့ကြောက်ဒေါ်ကြီးနေဘလို့ပြောအခုဆိုကစစ်တပ်ကမွေးထားတဲ့ကောင်တွေရှိဘလူခေါ်တာတဲ့ကောင်တွေကို
ဘောမှာ ပြူထောစီပြူစောထီလာပါ ဒီကောင်တွေကပြူစောထီးတွေအေးဟုတ်တယ်အေးအဲ့ကောင်နေကိစ္စလို့အဲ့ကောင်နေတဲ့ဆောင်းအများတယ်အဲ့ကောင်တွေကပဲဒီမြန်မာနိုင်ငံ ရှင်း ဒီ ပြ တာမန်လိုရန်စားတွေ live မှုနေအဲ့ကောင်တွေကျွန်တော် ဒီ ဆောင်း ကောင် ရ တွေက ကြော်နေ ရှင်းပြရှင်းပြဒီကောင်တွေကပူဆိုးနေတဲ့အခြေအနေထားမှာရှင်းမွေနေကွာအခုအခွင့်အရေးရတော့ကွာဒီကောင်တွေကရှင်းပြလူဒီလိုပြည်သူလူထုကြားမှာနေတာလဲကြာပြီကွာ အေး လူတွေကြောင်းလဲနားလဲဘယ်လိုပတ်ရင်ဘယ်လိုဖြည့်ရင်ရမှာဆိုအနေထားမှာရှိတယ်အဲကြောင့်ဒီကောင်တွေကဝင်ဖြည့်တယ်ဝင်နဲ့တယ်ဝင်လို့တယ်ဘာလို့ဆိုဒီကောင်တွေက background လဲနည်းနည်းပါအထိုက်လျောက်တော့ရှိတယ် ကျွန်တော်ကြားဒီကောင်တွေကမှတာမန်လူရန်စား live နောက်ဆက်ပေးနေရတယ်ငါလုံးဝအဖွဲလိုက် အဲ့လိုငါလုံးမအဲ့ကောင်တွေငါလုံးမရှင်းပြခေါင်းဖြည့်ရင်တော့ဒီကောင်တွေရင်ဖြည့်ရမယ် အေးအဲ့ကောင်တွေလောမှာငါလုံးဝအေး မင်းအဲ့ကောင်တွေကပူဆိုးနေတခါတည်းသိရမလား အေးပြူစောထီသားလားဘာငါလုံးဝစောက်လို့စောင်းချင်ငါလုံးဝ ဟုတ်တယ် ကြည့်လိုက်တော့လောက်ကဂျလေဘီဘာနဲ့ငါလုံးဝစိုက်ကဆောက်ဆုံးနေတင်မှာစောက်ရှက်လည်းမရှိဘူးမေလို့ပြီးတော့ပါစစ်တပ်ကအားကိုမေလို့သူပြည်သူတွေတာမန်ပြည်သူတွေလိုက်တော့ရှက်နေတာငါလုံးဝလမ်းပေးစီးတဲ့စားလိုက်တမတိုက်တာမေလို့စောက်ရှက်မရှိဘူးအဲ့ကြောင့်ငါတွေအဲ့မေလို့အဲ့ brain level မရှိကောင်ပြောငါလုံးဝစောက်စိတ် ခန့်တယ်ဒီငါတစ်ချက်ပြောချင်တာဒီစစ်နေတာလေ အေး ဆက်လက်စစ်ခွေးတာဆက်လက်အုပ်ချုပ်သွားမှာဆိုရင်ဒီတိုင်းပြည်ရဲ့အနာဂတ်ကရေစုံမျောပြီ သိတယ်အဲ့ မဟုတ် producer အဲ့စကားကိုဖြတ်ပြောမယ် အေး ရေစုံပြောရဲဆိုတော့သူတို့လည်းသိတယ် တီနေ တိ တော့ တိနဲ့ဟိုပါဆိုသူတို့ကလုံးဝကလပ်ပန်ထိုးမှာ မဟုတ် အဲ့တော့ producer ကျွန်တော်တို့ကရှင်းပြတခါလေကြာရင်ဘယ်လိုဖြစ်လဲဆိုရင် producer ရဲ့အမြင်ကိုဒီကောင်တွေမရှိလို့ဆိုရှိတယ်သိလား ဝေးခါငါပြောပြမယ်ဒီကောင်တွေကတိမ့်လာကွာ အင်း ဘာအတွက်တိမ့်လာတချို့ခရိုနီအတွက်လည်းတိမ့်လာတယ်ရှိတယ် သဘောပေါက်လားခရိုနီတွေစားပေါက်မရှိတော့ ဟုတ်တယ် အရင်တော့အမေစုအုပ်ချုပ်တော့အမေစုကစားပေါက်ယူမပေး အဲ့မှန်တယ်ဟုတ်တယ် ဘူးလူတစုအထဲအတွက်စားပေါက်မပေးဘူးအမေစုက ဒီမှာဆိုအရင်တော့ခေါ်ဆို monopoly လို့ခေါ်တယ် ပြည်သူတွေအကုန်လုံးအတွက်စားပေါက်လုပ်တာ ဟုတ်တယ် လူတစုထဲအတွက်စားပေါက်မလုပ်ပေး ဟုတ်တယ် ဒါပေမဲ့စစ်တပ်ကဒီခရိုနီအတိုင်းဝိုင်းတွေအကုန်လုံးစားပေါက်လုပ်ပေးဖို့အတွက်ဒီကောင်အာဏာပြန်သိမ်းဖို့ရောက်လာတာ ခုမှပြောမှာကွာအနုပညာရှင်တိုင်းဝမ်တွေကကြည့်လိုက်အကုန်လုံးစားဖို့ရှိတယ်အေး ဒီဘာဖြစ်ဒီကောင်ခရိုနီနဲ့ပတ်သက်နေကွာ အေးလေဟုတ်တယ် အဓိကရှင်းလေးပဲ နာမည်ကြီးမင်းသမီးကွာမပြောချင်နာမည်ကြီးမင်းသမီး အဓိကအဲ့လာပဲပြောချင်တာစားပေါက်တစ်ခုအတွက်ဒီကောင်တွေကသိမ်းပါပဲပြည်သူတွေငှက်ပြက်နေလဲနေပါစေ စဉ်းစားကြည့်ကွာအေး ငါပြောမယ်နောက်ခရိုနီတွေကိုလည်းမေလို့လီးလိုက်ဘောသွားမမနော်မေလို့တွေမင်းတို့ပတ်စံတွေဟုတ်တယ်အဲ့ခရိုနီတွေကလည်းသဘောပေါက်လား ချိန်တန်ပြန်ရမနော် အေး ငါပြောချင်တာမင်းအခုကြည့်ကွာအကုန်လုံးလော်ဝကြီးအုပ်နေရတကားကြောက်စိမ့်နေပါတယ်အကုန်လုံးလော်ဝကြီးအုပ်နေမင်းကြည့်လိုက်ဘဲကခရိုနီရုပ်ရှင်ဘဲကလည်းခရိုနီဖုန်းလိုက်ဘဲကလည်းခရိုနီ ဟုတ်တယ် ပစ္စည်းခရိုနီဘဲကလည်းစစ်တပ်ကလီးပဲနော် အေးဟုတ်တယ် လို့အကုန်လုံးလီးပဲ pro market ဖြစ်နေအေး စဉ်းစားကြည့်ဗျာအခုဒီနိုင်ငံမှာပြောချင်တာခရိုနီတွေရှိရကွာ elite တွေရှိတယ် ရှိတယ် ဒါပေမဲ့ဒီ elite တွေအနောက်မှာဒီကောင်တွေ run တယ်လဲ run တယ်ဒါပေမဲ့အဲ့လောက်ထိမ run ဘူးဗျ elite ကသူ့ဖက်နဲ့သူရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံကမဟုတ် elite ကဒီခရိုနီတွေတော်တော်များများဒီစစ်ဘောမှာဖက်မှာပဲ မြန်မာနိုင်ငံအလီကအရင်မဟုတ်တော့ တေစားဆိုရင်သူထွက်သွားပြီကွာ အဲ မြန်မာပြည်ကနေထွက်သွားပြီဘာလို့သူလဲကြာဘောမမချင်တော့ကွာစစ်တပ်ကအေးရှင်းလေးပဲကျမြန်မာပြည်ကြံခဲ့ကောင်တွေအကုန်လုံးစစ်ဘောမှာဖို့အတွက်ပဲကွာ အဲဒီက သူတို့အတွက်ပဲ စားဖို့ရှောက် အေးအဲ့ဒါပဲရှင်းလေးပဲ ဒါ ဒါပေမဲ့ရေရှည်အနာကဘာဖြစ်မလဲဒီလူတစုကပဲချမ်းသာသွားဒီပြည်သူတွေကအကုန်လုံးဆင်းရဲလာပဲ ဥပမာပြောမယ်ဆိုကွာ တွေကပါ တန်း60ရှိရင်ကွာတန်းလောက်ပဲချမ်းသာမှာ အေး ကျန်တဲ့59တန်းမွဲတဲ့စုပ်ပြတ်တဲ့စားရရှိမှာ တော့ ပေါ့ ပညာပါမရှိပညာရေးစနစ်ကအစချို့ရင်ပျက်စီးအတိညာတွေကအစမွဲအောင်အတိညာတွေကိုဘယ်လိုပြောမလဲလုံးဝတွေးခေါ်နိုင်အောင်မလုပ်ဘဲ လုပ်ပြီးတော့ဟုတ်တယ် မက်ခိုင်းတာကွာ မက်ခိုင်းတာ ပစ္စဝတ်စားတွေတအုပ်လုံးလိုက်ချက်ခိုင်းဒီပဲမေးလို့တွေငါလုံးဝပ စား စ္စဝတ်အတိညာမွဲတယ် အစေးလို့ချက်ခိုင်းတဲ့ပညာရေးပြန်ဖြစ်ပါအေး ဟေးလို့ fuck creativity မရှိဘူးအေး အဲ့တကယ်ပြောတာ အေးအဲ့လိုပြော မှန်တယ်အဓိကဘာလဲဆိုဒီရဲ့ပတ်ဝန်းကျင်မှာဒီရဲ့သူတို့ရဲ့ မဟုတ်အဓိကငါ သူ ပြော တို့ရဲ့ပတ်ဝန်းကျင်မှာဘယ်လိုလဲဆိုရင်နေရဲ့ပတ်ဝန်းကျင်ကခုနပြောလို့လူတစုတော့ကောင်းစားသွားတယ် အေး အဲကောင်းစားသွားတဲ့လူတစုလေဖင်ရပြီးလီးလာတော့ရှောက်မပြောနဲ့ ငါပြောပြ မ မယ် တို့အတိုင်းအထိုက်လျောက်မို့မတို့ကောင်းစားတယ်ထားလိုက်တော့ อืม သိရမလားဩထားလိုက်တော့ဒါပေမဲ့လူအများစုကအဲ့လိုမဖြစ်နေဘူးမင်းလို့အခြေအနေမဟုတ်ဘူး ဟုတ်တယ် 90ရာခိုင်တော့မွဲတဲနေမှာ10ရာခိုင်မချမ်းသာပါအေး ဒါပဲလေ ပြီးကျွန်တော်ပြောချင်တာဘာဆိုအဲ့
အဲ့လိုဖြစ်တဲ့ပြဿနာပေါ့တော့ work က money အဲ့ဒါကြောင့်မင်းစစ်တပ်ကောင်းပါလို့တော့မပြောနဲ့ အေး ပြတ်ပါလား တော်လေးရှင်းပြကြည့်လိုက်အခုဒီ money system ရဆိုက money ကအဝင်နဲ့ထွက်နေရှိရမှာ in and out ရှိရမှာပြီးရင် wealth system ကလည်း balance ရှိရမှာအကယ်လို့ balance ဖြစ်ဖို့ဆိုကျွန်မနိုင်ငံအိန္ဒိယလိုဖြစ်သွားလိမ့်မယ်မွေးတဲ့ကောင်စုပ်ပြတ်တဲ့အောင်မွေးမှာစားကြမှာဖြစ်မှာအေး လုံးဝနော် အတကုံချမ်းသာမှာအေးအဘာနီဖြစ်တဲ့အဘာနီချမ်းသာကြောင့်ဒီကောင်တွေက political က president နဲ့ပေါင်းပြီးရိုက်စားလုပ်တာမေးလို့အဲ့ president ကိုပတ်အိတ်ကတဲ့ပတ်စံနေတော့ပြစ်ထည့်ပြီးရိုက်စားအဲ့တော့သူတို့ရဲ့ဒီဟို generational work ကလုံးဝ imbalance ဖြစ်တာလုံးဝတိတယ်အဲ့လိုဖြစ်သွားလိမ့်မယ်ဥမာရှင်းမဲ့တော့ medieval time ကအင်္ဂလိပ်ဟိုးလုံးဝလုံခဲ့တဲ့အင်္ဂလိပ်က night တို့ဘာလို့ခက်စေတည်မလားနန်းတော်နေတဲ့ခေတ်ကြည့်လိုက်ဒီ peasant တွေကွာတာမန်လွဲစားကြည့်လိုက်ငါလုံးဝအင်ဂျီတစ်ထဲတော့မရှိဘူးငါလုံးဝအဲ့လိုမျိုးပေါ့အင်ဂျီချူချီနေရတာအလောက်ကဘာလို့ရတာငါလုံးဝလေယာဆိုင်ဒါပဲငွေဒါပေမဲ့ဘင်းနေကြည့်လိုက်မေးလို့နေတိုင်းစပြစ်တီးကောင်းကောင်းမွန်စားတာအဲ့လိုမျိုးပေါ့ medieval time ပြန်ဖြစ်သွားတယ်မြန်မာနိုင်ငံအဲ့လိုမျိုးဆို work system ဘယ်လိုဖြစ်လို့ဆိုအေးဟုတ်တယ်အဲ့ဒါကျွန်တော်ပြောချင်တော့အခုမြန်မာနိုင်ငံအဲ့ဖြစ်လာလိမ့်မယ်နောက်9နှစ်အတွင်းကြည့်လိုက်တေချာပေါ့ တေချာပေါ့ပဲလေ တာမန်လွဲစားရဆိုတော့အခြေခံလာတော့တုံးသိမိမိစက်စန်တိတ်ကတသိန်းရလာဖြစ်နိုင်တော့ဘူးလေငါလုံးဝ တသိန်းတော့မကောင်း အော်ဒီစစ်တပ်က အေး စားဖို့ပဲတည်တာ အေး စီးပွားရေးဘယ်လိုညှိရမလဲဆိုတော့ဒီကောင်တွေမသိ what system money in and out ကဘယ်လိုဖြစ်တော့မ တော့ ရ မညှိ တော့ တော့အခုငွေကြေးဖောင်းပွားမှုတွေဆောင်းဖြစ်နေအလကားမဟုတ်ဒီခွေးမာသားစစ်တပ်တွေကြောင့် အေး ဒါတော့ နောက် မဟုတ် ပြီးတော့ပြောချင်တာ အေး ဒီစီးပွားရေးရင်းနှီးမြှုပ်နှံလူတော်တော်များများလဲ อืม ပြည်ပကရောအကုန်လုံးထောက်သွားရေဘာစားစရာရှိတော့မဲဆော်ရမှာအကုန်လုံးငွေဈေးကြရကွာ ဟုတ်တယ် ဘရာထွေး ငွေ ဆို ဈေးအေး စကားဆက်ပြောမယ် အေး ဒီကောင်တွေကဘာဆိုယူလဲယူတယ်ဒါပေမဲ့ဒီကောင်တွေကလို့ကွက်ကြော်ထားတာဘာဆိုတခါကြိုက်ဘရာကျွန်တော်တို့ရဲ့အခြေအနေကိုခုနစကားမဆက်ပြောရရင်ဆိုဒီကောင်တွေမသိဘူးလားသိတယ် တည်ရ ဒါပေမဲ့အခုချိန်မှာသူတို့လှုပ်ခဲ့တဲ့လှုပ်ရက်တွေကဒီလိုဖြစ်မှန်းလဲသိတယ်ဒါပေမဲ့သူတို့ခေါင်းကန်ပေးမယ်လို့လိုက်ရှာတာအဲကြောင့်ဒီရဲ့ရွေးကောက်ပွဲကြီးကဖြစ်လာ อืม သူတို့ရဲ့လှုပ်ချင်တွေကိုကွာနောက်ဆုံးငါအပေါ် အားဝင်ပေါ့ အေးငါတို့အပေါ်မှာရှိမယ်မင်းတို့ကနေဒါပေမဲ့ဒီကောင်တွေကစောင့်ရုပ်တယ်နော်ရုပ်လို့လေနောက်ဆုံးမင်းငါရုပ်တမြောက်မင်းခံပေးဖို့တဲ့ရုပ်သေးရုပ်လေးကိုသူထားခဲ့ခြင်း ဟုတ်တယ် နောက်ဆုံးဒါအေးနောက်ဆုံးဒါပဲပေါ့မင်းရဲ့လှုပ်ရင်ငါတို့လာမဟုတ်ဒီကောင်ရဲ့ဆုံးဖြတ်ချက်အောင်ငါတို့လှုပ်ရတာဒါပေမဲ့တကယ်လှုပ်ချင်တာသူတို့ပဲအေးအဲ့လိုပုံစံထားချက် ဟုတ်တယ်ဟုတ် တ တယ် ကယ်ကလုံးဝ mindset ကတော့တကယ်ကြောက်ဖို့ကောင်းတယ်တကယ်ယွန်းဖို့လည်းကောင်းတယ် ဟုတ်တယ်စိတ်တော့မကောင်းပါဘူးမြန်မာနိုင်ငံ ဗမာနိုင်ငံကလုံးဝစိတ်မကောင်းတကယ်ပြောတာ ဘာမှ သူတို့ကရုံမှမှုကလည်းလုံးဝ improve နော်ရုံမှမှုကလည်းလုံးဝဒီလိုဒီရဲ့ပုံစံတမတ်တည်းမရှိဘူးလုံးဝ improve ဖြစ်လာတယ်ရုံမှ ကျွန်တော်တို့လွန်ခဲ့တဲ့တစ်နှစ်ကပြောခဲ့ focus ဆို British ဆိုမှတ်မိလားမသိဘူး ဟာ မင်း online ရဲ့သမီးကဘန်ကောက်ကွန်ဒိုဝယ်တာသိရမလားအဲ့ဒါလွန်ခဲ့တဲ့နှစ်ကတော့ငါလုံးဝအခုဆိုဘယ်လောက်ထိ property ဘယ်လောက်ပါစဉ်းစားကြည့်လိုက်တော့စဉ်းစားကြည့်လိုက်မှသူတို့ရဲ့ work ကပတ်စံချမ်းသာချုံမရီတက်လို့တော့မရတော့ဘူးနော်လုံးဝဒါပေမဲ့အဲ့ပတ်စံတွေကိုတော့ကောင်းလားမကောင်းဘူးအသက်သွေးသုံးတဲ့ငွေတွေဆိုတော့သိရမလားအဲ့ဒါ black money မကောင်းအဲ့ဒါပြည်သူချင်ဟုတ်တယ် clean money မဟုတ်အဲ့ဒါ white money မဟုတ် black money မကောင်းအဲ့ဒါသိချင်တယ်ပေါ့ဒါမဲ့ဒီကဘာလည်းပတ်စံရှိမှ brand လို့ဆိုအဲ့ဒါပြဿနာပဲအဲ့ပတ်စံကိစ္စပြောအောင်ပဲ rotate ဆိုအခုကကျွန်တော် comment တွေတွေ့ရပါငါလုံးဝသာတော့ကဘေးလို့ online ပါရအပလာလို့တယ်ပတ်စံမရှိလို့အားကြောင့်အဲ့ထိစတဲ့ rotate ဆိုဘယ်လိုပြောချင်တော့ အေးလွှဲရပတ်စံအကြောင်းမပြောနဲ့နော်ငါလုံးဝဒီ podcast ကိုပတ်စံနဲ့လှုပ်ရှားနေမှာမဟုတ်ပတ်စံရှိတယ်မင်းတို့ lease ကရှောက်မပြောသိလားမင်းကအကုန်လုံးမြောက်ပေးလိုက်လို့ရငါပတ်စံအကြောင်းမပြောနဲ့နော်ငါပတ်စံရှာနိုင်တယ် rotate ဆိုက အခုဒီ ပတ်စံစောက်တူထည့်တယ်ဦးမေခါလို့ cash တောင်မှကွာ အေး ဒီ cash တောင်မှဘန်မှာ limit ကျော်ပြီးတော့ထုတ်လာတာဘန်ကောက်သွားပြီးတော့ဒီနေ့သဘောပေါက်လားမင်းတို့ငါ့ကိုပတ်စံအကြောင်းပြောနေမင်းတို့တော်သားတယ်မင်းတို့ပတ်စံရအောင်ရှောင်း อืม ငါလုံးမ လုံးဝ ပတ်စံအတူထင်မှာဆိုလို့တခြားပြလိုက် 100လုံးဝ100တွေပါဟိုလုံးဝ20 50တွေပါပါနော် မကောင်းတော့ မကောင်းနေတော့ လုံးဝပဲ စေရသားလေးစကားတော့ ပြောချင်တာပတ်စံအကြောင်းမပြောနဲ့အဲ့တော့ဒီ podcast အမှုပညာလုပ်နေတာမဟုတ် မ$20 bill ထားထားလောက်တော့ this is 100 အေး ထားထားစမ်းပါကွာ လုံးဝ စားလီကိုပြန်ကောင်းနေ အဲ့တော့လုံးဝ လောငါပတ်စံအကြောင်းပြောတာငါပြောချင်တယ် တကယ်ပြောဒီမှာရှိတဲ့စောက်တော်သားတဲ့ road race ကိုပတ်စံမရှိ online မှာအားချလာငါတို့ပြောပြီငါတို့ podcast တပိုးရရင်30တောင်မရဘူးလို့မင်းတို့ 10အောင်မရအောင်မေ့ ဟာလပါလို့
တက်ဆက်လီလို့ရ ပေါ်ကရလို့ 100k view ရရင်တော့ဒေါ်လာ100မပြည့်ဘူး အေး ဟေးဟုတ်တယ် ဟာတီးစီ မဟုတ်တော့ at least ဒီဒေါ်လာ100တန်းမ ဟာ ပြည့် ဆမ်း ဒီဒေါ်လာ100တန်းမပြည့်ဘူး ဟဲ့ဆာ ဟုတ်တယ် ရှက်စရာလို့ရမထစိတ်တဲ့ချက်ကြီးလဲစိတ်တွေ ဟောငါတို့ကခံပြင်းလို့ပြောတာ အေး ဟေး တကယ်ပြောအဲ့ဒါတော့ Pro Trezor မှာဒါသူ့ရဲ့ access ဒီ cash မို့သူ hold ထားတဲ့ liquid တွေအများကြီးရှိသူသိမ်းတာအောင်အဲ့ဒါသူ့ရဲ့ digital wallet တွေမှာရှိတယ် အခုဒီခဏလေးပေါ့ဒီ ကြားဖြတ် ဖြတ်ပေါ့ အေး ဒီnew dollar ရဲ့ coin တွေထုတ်လာ အော်ဟုတ်တယ် yes ချက်ကြီး ဒီ crypto နဲ့ပတ်သက်တော့အဲ့တခြားပြန်လဲဘယ်လိုထင်လဲ ဟာဒါကကျွန်တော် ထုတ်လာဆိုတော့ အေး 50-50 ကွာ အေးဟုတ်တယ် ကောင်းတဲ့ဘက်လည်းဖြစ်နိုင်တယ်လို့ဆိုးတဲ့ဘက်လည်းဖြစ်နိုင်တယ် အ အကယ်၍ဒီထုတ်တဲ့လူတွေကဒီတော်လန်ရေးအတွက်အထောက်အကူပြုမယ်ဆိုရင်တော့ဒါကောင်းတဲ့ဘက် ကောင်းတဲ့ဘက်ပေါ့အေး ဒါပေမဲ့အဲ့ထုတ်တဲ့လူတွေကအ မျက်ထုတ် ပြောမလဲ မဟုတ် နော နောက် က် မြ ဆုံး တ်ထုတ်တော့သူတို့အတွက်ပဲကြည်သွားမယ်ဆိုတော့ စောက်ကျိုးနေပြီနော် နောက်ဆုံး မကောင်းတဲ့ဘက်ပါ ကြာဝိုင်းတော့မှတော်လိုင်းအတွက်သုံးမယ်ဆိုတော့ငါတို့အတွက်တော့လုံးဝ 100% right ပဲနော် အဆင်ပြေ ဟုတ် okay လို့ကွာ သူတို့ဒီကွာဒမ်တော့ထားကြောင်းလာကုန်ရောင်းအောင်ရောင်းပြသူတို့ရခဲ့တဲ့ profit အားလုံးဒီမြန်မာနိုင်ငံမှာရှိတဲ့ PDF ကိုလုံးဝ donate ပေးလိုက် အေး နိုင်ငံတော်တိုက်ဖို့တဲ့လက်နက်ကိုအကုန်လိုက် sponsor ပေးလိုက် it's okay ဘာမှမဖြစ်ဘူးရှုံးသွား it's worth it နော်ဘာမှမဖြစ်ဘူးအကယ်လို့မင်းတို့ကောင်းမှုတဲ့လစ်သွားရင်တော့အဲ့ဒါ အေးအဲ့ဆိုတော့ တမိုင်းတရခံဖြစ်မှာ ပြည်သူတချို့သတိထားစေချင်တာပေါ့ဒီ risk များတယ် ဒါပေမဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲဒီ coin ကို investment လုပ်ဖြစ်ခဲ့ရင်တောင်မှအမြတ်တစ်ခုတည်းအတွက်ကြည့်ပြီးတော့မလုပ်စေချင်ဘူးပေါ့ အလီဆိုတနေ့ကဘလောက်တော့ဘလောက်ရခိုင်တော့တက်သွားတာဗရာထွေးဆိုပြောတာ ဟုတ်တယ်အများကြီးတက်သွား 40-50ပေါ့ဒါပေမဲ့တချို့ရှေ့ဆုံးပေါ့ဒီ list coin ကို list မဖြစ်ခင်မှာဝယ်ထားလူကြတော့မြက်တယ်ပေါ့ ဟုတ်တယ် မြက်တော့ရှောက်တင်တော့ကွာငါလုံးမတော်လင်းအတွက်ဝယ်လိုက် ဟုတ် 1000မြက်လာတယ်ဝေး1000မြက်လာတယ်မင်းတို့ coin တေချာပြန်လေ့လာမင်းတို့အဲ့ဒီမြက်တဲ့ coin ထုတ်ရောင်းလို့ရလားဆိုတော့မင်းပြန်လေ့လာကြည့်လိုက် သူ lock ချတာ lock ချပေးထားတာမင်းတို့ available coin ဘယ်လောက်အဲ့ available coin မင်းရမှာပြောရှင်လားသဘောပေါက်လားကိုအမြတ်တစ်ခုတည်းတော့မကြည့်နဲ့ဗျာဒီ coin investment လုပ်လိုက်အဲ့လိုမျိုးပေါ့နည်းတိထားစေချင်ဘာဖြစ်လို့ဆိုတော့ coin ရဲ့93%ကထုတ်လို့တဲ့သူကပဲ ဟိုးထားတာ ဟိုးလောက်ထားတာပေါ့အဲ့အတွက်ဖတ်မှန်တန်းဖြစ်သွားနိုင်တယ်အဲ့ဖတ်မှန်တန်းဆိုရင်မဲ့ရရှိလာတဲ့အကျိုးမြောက်ဒေါ်လာရေးအတွက်ပဲလူမလားသူတို့တစုတဲ့အတွက်ပဲ တော်လိုင်းတက်လူတော့တာဒုခွန် အေးအဲ့တစ်ချက်တော့ရှိရတတိထားစေရှင်တယ်ဗျအဲ့ပါပဲကျွန်တော်ကတော့ ဒါနဲ့ကျွန်တော်ပြောချင်တာပါဆိုအဲ့ coin မှာပြဿနာတစ်ခုကျွန်တော်တွေ့အဲ့ပြဿနာပါဆို ဟာ ဒီ coin creator တွေကသူတို့ရဲ့ဝေစုနည်းနည်းပေးပြီးတော့ promote လုပ်တဲ့ post တွေအများများလိုက်ပေါ့ Facebook Reels မှာအဲ့တော့ early investor promoter တွေကတော့ basically ရမှာပဲသူတို့ဝေစုအဲ့ဝေစုကရတော့နောက်ပိုင်းသူတို့ coin public လုပ်တဲ့နေမှာစိုက်ဝယ်တဲ့ကောင်မှာအဲ့ဒါသူတို့ automatic profit ရှိသွားတယ်လေအဲ့ profit ရတာတွေ့ပြီးတော့စုပ်ပြီး invest လုပ်စီပေါ့ဒါတွေက trap တွေပဲဒါ greedy mindset trap တွေပဲ garish could trap တွေလို့ခေါ်တယ် ကြားဖြန့်လို့တော့ပြောရမှာနော် အေးကျွန်တော် suspicion ကတော့တစ်ခုအဲ့တော့ကျွန်တော်ဆို scan တော့ပြောလို့ရ ဒီ coin ကရုပ်တရက်ကြီးထပ်ပေါ်လာကွာအဲ့ထပ်ပေါ်ပြောရင်ကျွန်တော်တို့ဘယ်လို promote လုပ်ပေးဖို့တခု project ရှိအောင် rotation ရှင်းပြလိုက်ပါလားချက်ပေါ်တယ် အဲ့ချက်ပေါ့နေပါ ကျွန်တော်တို့ကိုယ်တိုင် reject လုပ်ခဲ့လောက response မပြန်ဘူး response လည်းမပြန်ဘူးကျွန်တော်ဒီသူတို့ coin နဲ့ပတ်သက်တော့လောက် coin ဆိုအဲ့သူတို့ spring ban ပေါ့ အေး swim အဲ့ ban ပတ်သက် promote လုပ်ပြီးတော့ပြောလာဒါပေမဲ့ ကျွန်တော်လုံးဝမလုပ်ပေး ကျွန်တော်ကအဲ့ဘာတိတ်ပြီးတော့စိတ်ဝင်စားဗျကျွန်တော်နောက်ပြီးတော့ကျွန်တော်အနေထားနဲ့ကကြောညာလက်ခံရမယ့်အနေထားမဟုတ် အေးဟုတ်တယ် ကြောညာလက်ခံမှစားရမယ့်အနေထားမဟုတ် အေးလေ အဲ့အတွက်ဘယ်ကြောညာပဲလားကျွန်တော်တို့လက်မ စောက် ခံ ကြည့်မစားအေး အေး ဘာလို့ကြောညာလာမှထမင်းစားရမယ်ကောင်းနေမဟုတ်ဘူး အဲ့လိုကောင်းနေတော့မဟုတ်ဒီကတည်ရမလား အေး တိတ်တော့ငွေတော့မထုတ်ပြချင်တဘောပေါ့လား အေးစီရ ကျွန် နေ တော်ဘောကျွန်တော် low key ပဲနေတယ် အလီတောင်မှဒီရဲ့ဟာတောင်မှ limit တောင်ဒီနေ့ကြော်ပြီးထုတ်လာနော် အေးဟုတ်တယ်အဲ့ဒါပြောကျွန်တော် ထားလိုက်ပါထားပြောပါဆက်ပြောပါခင်ဗျာ အဲ့ခုနကွာရဲ့ short ရှိရဲ့ခွင့်တာပါဆိုအဲ့ဒီ creator ကွာသူတို့ရဲ့ vision project ကိုဘယ်လိုပြောမှာအပြည့်စုံပြောသွားသူတို့က new torrent လေးကိုရှင်းပြတယ်အဲ့ပတ်စံနေဘယ်လိုဘယ်နေရာမှာသူတို့သုံးတယ်ဆုံးပြောပြပါ တော်လင်ရေးအတွက်နဲ့ scan လုပ်ဝိုင်းတော့ အေးအဲ့ဒါဘယ်လိုအဲ့ဒါဟုတ်ပဲဒါကျွန်တော်တို့ contact တဲ့လူတိုင်းတည်းဘာလို့ဒီအဲ့ topic တစ်ခုရမယ်ဆိုအဲ့ main point ကိုသုံးပြီးတော့ပြိသက် tension ဆွဲသွားလို့ရအဲ့ဒါဟုတ်ကောအေး ဒီကပြိသက်တွေကမသိဘူးဟာငါဒါတော်လင်ရေးအတွက်ပါဝင်လိုက်ပြီ
hell no အဲ့နဲ့တတိထားစေချင်အခုက50-50ဖြစ်နေ 50-50ဖြစ်နေဟုတ်တယ် တော် ဒါ လည်း ကျွန်တော်တို့က အမြင် invest ဆို တော့ လည်းပြောရမို့ main invest ဆိုပြော50-50ပဲသတိထားသူသဖြင့်မြန်မာနိုင်ငံ project ဖြစ်တဲ့သတိထားဘာလို့ဆိုဒီ coin တွေအကုန်လုံးကျွန်တော်ကြားတဲ့ rumor ရှင်း ရှိ ပြ တယ် stable coin နေမဟုတ်ဘူးကွာ ဟေးဆွဲကမဟုတ်ဒါထုံးกินတယ်ကွာစောက်ဘောတွေ unlimited ရီတွက်မြောက်ပေါ်များတဲ့ထုံးกินနေဘာတခုကြာကျွန်တော်ကြားတော့တချို့လူကဒီ project ကို run တဲ့ကောင်တွေကတိတ်လို့ရှိမှာဥပမာကြားဖြန့်ကိုဆိုလို့ကျွန်တော်ပေါ့ တေချတာဗော အေးအဲ့ suspicion လေးကြားတာပေါ့ တော့လူ ကျွန်တော်အဲ့ဒီ project ကို please be real ဒါပေမဲ့ကျွန်တော်အနေနဲ့ 80% ကျွန်တော်တေချာပြဒီ project က famous ဆိုကျွန်တော်ထင်ပြီးသားအဲ့ကျွန်တော်ဒီ20% ကြီးအောင် please be real project ဘာလို့ဆိုဒီမှာ ဆန္ဒပြုတော့ဗောကိုရဲတဲ့တည့်မှာဆန္ဒ အဲ့ရမယ့်ပတ်စံတွေကလုံးဝမြန်မာနိုင်ငံအတွက်လုံးဝဒီမှာရှိငက်ပြက်နေတဲ့တော်လိုင်းသမားတွေကျွေးလို့ရ ပါဝင်ဖြစ်ခဲ့ရင်တော့ အေး တော့ respect အေး မပါဝင်ဖြစ်ခဲ့ရင်တော့ fuck you လီရတော့မေလို့ကိုအတွက်ပဲကြည်ဝိုင်းတော့လီပဲ အေးအဲ့ဒါကျွန်တော် မေလို့ခုနောက်တစ်ခုရှိတာ အေး အခုဒီပတ်စံတွေဒေါ်လာရင်းတော့မပါဝင်လားငါတို့နောက်ကွယ်ကနေနာမည်နဲ့မတူတဲ့ဟာတွေနဲ့ငါတို့ အများကြီးရှိရ ပတ် နော် စံအမြဲတမ်းပေးနေတယ် အေး သဘောပေါက်လားငါတို့လေဒေါ်လာရင်းဘယ်နှခုနေတော့တိန်က2021ကွာ အေး အဲ့ကလေးနဲ့အခုထိဘတော့တစမ်းမမပြတ်ခဲ့ဘူး ထဲ့လိုက်အေး ဒါပေမဲ့မရငါပြောချင်တာတချို့တွေကငါတို့မေးနေမထည့်ဘူးလားမထည့်ဘူးလားငါတို့ကလက်တော့မှာနားရတော့ဘောပြေးဆုပ်သွားမဲ့ကောင်းတယ်သဘောပေါက်လားကျွန်တော်မဟုတ်ခနေရောဖင်များတဲ့ခနေရောလက်တော့ကနားပြီးတော့ဘောပြေးဆုပ်သွားမဲ့ကောင်းတယ်မ တ ဟုတ် ဘောပေါက်တယ်ငါတဘောပေါက် လူတစုအတွက်ကောင်းစားဖို့အတွက်ငါတို့ကပြည်သူတွေပဲကြည့်တယ်ပြောချင်တာ မအရန်ခံပြင်းလို့ အေးပြောပါဦးခင်ဗျားဘာခံပြင်းလဲဆိုတာ ဘလို့ဆိုငါဆရာတယောက်နဲ့စကားပြောတယ်ဟိုသူတို့ပြောတယ် Gen Z တဲ့ Gen Z ဆိုတာတိတာမသိဘူးလို့ generation Z ပဲလို့ဟို Gen Z တဲ့ ZEL တကယ်ဇွဲလုံးလားရှိရကောင်နေတဲ့တကယ်လုံးလာဝရိယနဲ့ပြည့်စိုက်တဲ့ကောင်နေသိရမလားရှင်းပြောချင်တယ်မြတ်လုံးလာဝရိယရှိတဲ့ကောင်နေမှာဆိုအမားကိုအမှန်တော့မလုပ်အမားရင်မားတယ်မှန်တယ်အေးသိရမလားဒါလုံးဝဟာပဲဘယ်ရမှန်လဲဘယ်ရမားလဲမင်းလာပြောစမ်းမလို့ကိုယ်တိုင်ခံစားကိုတိတယ်သိရမလား ဟိုခနေအေးအဲ့ကိစ္စပတ်သက်တော့ပြောချင်တာအခုဒီအမှုပညာရှင်တွေကတချို့တွေကပြောလာကွာအုံနောက်ရှိတယ်တွေပါတယ်ထားလိုက်မသိငါတို့ကအမားအတွက်ပဲငါတို့ကအမောက်အမှန်ဖြစ်လာအောင်ပဲငါတို့ကဘယ်လိုပြောအမှန်ကိုအမားဖြစ်သွားအောင်ပဲငါတို့ကတိုက်နေသလိုဖြစ် အေး နေ ငါတို့ကဟို false idea တွေ last spread ပေး idea တွေငါတို့ကလိုက်နေကွာ မြန်မာနိုင်ငံကတော့ virus slice spread ပေးတယ်အေး like ချက်ပေးတယ်အေး fuck no ဘဲကောင်မားတယ်ဘဲကောင်မှန်လဲမင်းတို့ကြီးလိုက်ဘဲကောင်မားတယ်ဘဲကောင်မှန်လဲမင်းတို့ကြီးလိုက်မင်းတို့တိုင်းပြည်ဘဲကောင်အာနာသိမ်းသွားလဲဘဲကောင်မားလဲဘဲကောင်မတရားဖက်ကလှုပ်သွားတာလဲစဉ်းစားမေလို့မင်းတို့စားဖို့တခုအသက်ရှူချောင်းဖို့တခုအတွက်နဲ့လီးစကိုက်တိတ်မပြောနဲ့ငါလုံးဝသာအမှုပညာရှင်တယ်မေလို့တယ်နော်အားတကယ်ပြောတာစဉ်းစားကြည့်ကွာဘာကျွန်တော်ပညာတတ်ပါတယ်တဲ့ကျွန်တော်မိဘလို့ကြွေးဖို့မင်းတို့ကိုတယောက်တည်းတော့ကြည့်လို့မရအောင်ငါပြောချင်တာဒီတော်လန်ကြီးကကိုတယောက်တည်းတော့ကြည့်လို့မရအောင်အများအတွက်တိုက်နေတာပြည်သူတွေအတွက်တိုက်နေတာလွတ်လပ်ရေးအတွက်တိုက်နေတာငါတို့လွတ်လပ်ရေးလိုချင်လို့တိုက်နေတာလန်တော့မှာငါလိနားပြီးတော့ဘောပြေးဆုပ်သွားမှာကောင်းမို့နော်တကယ်ပြောတာ လူစုတစ်ဖွဲ့ do or die ကွာ do or die တဲ့ပဲ နော် တေးလားရှင်မလား အေးပတ်စောဒါငါတို့လွန်နေပြီကွာ KSS ကတည်းက1960နှစ်အဲ့ကလေးကနေအခုထိပဲဒီကြားထဲမှာ9နှစ်6နှစ်ထိဗာလဲ9နှစ်ထိလွတ်လပ်ရခဲ့ကွာအဲ့9နှစ်အတွင်းမှာတော်တော်လေးပြောင်းလဲသွားနိုင်ငံကနေချင်းစပွဲကောင်းခဲ့မင်း tourist တွေလည်းလာတယ်နောက်နိုင်ငံ GDP ကအစအကုန်လုံးထိုးတက်သွားခဲ့တယ်ဒါမကြောက်ပြန်ထိုးဆင်းသွားခင်ဗျစဉ်းစားကြည့်ခင်ဗျတို့စဉ်းစားကြည့်ပါကိုတယောက်တည်းအတွက်တော့ သစုတစ်ဖွဲ့ကောင်းစားဖို့အတွက်တော့ကွန်ပျူတာစုရဲ့ အဲ့တော့ လက်တဆုပ်စာလေးကောင်းစားဖို့အတွက်တော့တွေးနေမင်းစစ်ကောင်စီနဲ့ဘာမှမထူး ဟုတ်တယ်မှန်ပဲ ပြောချင်တာမသိငါတို့ဒီတော်လိုင်းသမားတွေကပဲသူပြောချင်တဲ့စကားငါတို့တော်လိုင်းသမားတွေကပဲ သမင်းပေါက်ပွေအောင်လုပ်တဲ့ကောင် မဟုတ်တော်လိုင်းသမားတွေကပဲအုံအောင်မရှိတဲ့နဲ့ဘယ်လိုပြောလဲသူတို့ရဲ့အမှန်ကိုငါတို့အမားဘက်ကနေငါတို့ ငါတို့ကတော်လိုင်းသမားတွေပဲနှလုံးသားကျေပြန့်နေလို့ဖြစ်တယ်မလားအဲဒီကောင်တွေကပဲလုံးဝ ဖြစ်အဲ့လိုမျိုး မေ ပုံစံ တို့ ရှော ကောင် က် တွေ ပြ မေတို့ကောင်တွေကပဲလုံးဝတည်မလားလုံးဝ criminal ကောင်တွေအဲ့လိုမလုပ်ပါနဲ့တကယ်ပြောတောင်းပန်ပါတယ်မေတို့ကောင်တွေတကယ်ပြောတာမေတို့ဆဲလည်းမဆဲချင် မင်းတို့ရဲ့အဘ
ငင်းငင်းချင်းချင်းနဲ့ဒီဒေါ်လာဘာလဲဒီမိုကရေစီပေးခဲ့ရင်တော့ဘာဆောက်ပြတ်နာမရှိလေပြောတော့တနည်းအခုကြည့်ခေတ်ဆက်ဖြစ်ပြီးတော့တဖြည်းဖြည်းတက်တန်တော့အခုတရားဝင်ရွေးကောက်ပွဲတရားတော့ဝင်ရောပေါ့အောက်လန်းပါလေအကြောင်းဒီကောင်အခုလဲ မောင်ခိုရွေးကောက်ပွဲဒီရဲ့ငါတို့နိုင်ငံတကာတွေစန့်ကျင်တယ်ဒါကရေကောက်ပွဲတရားဝင်စန့်ကျင်တာနော်အခုလာလိမ့်မယ်သူတို့လာအနီးကကြရင်လာလိမ့်မယ်မျောလင့်နေဒီလိုချိန်နေကျွန်တော်မျောလင့်နေဒီကတရားဝင်စန့်ကျင်တယ်မျောလင့်နေပြောတယ်လာ reality ပြောတော့မှာမျောလင့်နေဘေးလှုပ်လေသိရမလားအဲ့လိုမဟုတ်တယ်သိရမလားကိုယ့်ဘက်ကိုရေကောက်ဝဲလို့ကိုယ့်ဘက်ကိုရေဝိုင်းစောက်ကျိုးနေတော့ဒါ 100% ပြောလိုလာမှာပဲလေအဲ့ဒါတကယ်ပဲနော်တကယ်မြန်မာနိုင်ငံသားတွေအဲ့ချူစိတ်မကောင်းပေါ့ခုတော့မြန်မာနိုင်ငံသားတွေလည်းနိုင်ငံခြားထွက်ခွင့်ပိတ်ရတွေ့ရအဲ့လုံးဝစိတ်မကောင်းရှိလို့မရှိတော့ဘူးပြီးရင် American လည်း ban တာပြီးရောဘာလို့မရဘူး American မချို့နိုင်ငံလည်း ban တာတွေ့ရတယ်ပေါ့မြန်မာနိုင်ငံဆိုခုဝင်ထွက်ခွင့်ပိတ်သွားပြီပေါ့ဒီအနောက်ကျွန်တော်တို့ဒီအနောက်ယူရိုကတော့ဘို့တော့အဆင်ပြေမှာထင်တော့ပဲအခုနောက်ပိုင်းသွားရင်တော့ယူရိုပဲသွားလိုက်တော့အကောင်းဆုံးပဲယူရိုကအကောင်းဆုံးပဲခု open နေမယ်ခုအားရှောင်းသွားလို့မရတော့ကိုရီးယားဂျပန်တော့ပိတ်သွားရစိတ်မကောင်းအဲ့ဒါဖြစ်နိုင်တော့ယူရိုပဲသွားရတော့လုံးဝ English speaking country နည်းနည်းရှောင်းမဆို Eastern country တော့ English speaking ဖြစ်အဲ့မှာသွားဖို့ဒါပဲရှိယူရိုပဲ open တော့ကျန်တဲ့နေရာတော့တော့ခတ်သွားပြီပေါ့အဲ့ဒါတဲ့ပြောချင်တော့ပေါ့ဟုတ်ပြောပါခင်ဗျားဘာပြောစရာရှိသေးလဲခင်ဗျား idea လေးပေါ့podcast ကတော့ခေါင်းစဉ်မရှိဘူးဗျာကျွန်တော်အနေနဲ့ဒီ 2 year anniversary နဲ့ကွာ program intro ခေါ်ပြီးရိုက်ထား podcast ဆိုခဏလေးလာတဲ့ပိုင်းမှာသူလည်းဟိုပါဘောနော်ထွေးကြိုဆိုရင်းနဲ့အဲကျွန်တော်နောက်ပဲချင်းပြပေါ်လာမယ်ဆိုတာလည်းမသိဟုတ်တယ်ဒါတော့ကဲဒီ podcast လောက်ပါအားလုံးနှစ်သက်မယ်လို့ထင်ပါကျွန်တော်ပြောရတဲ့ topic တွေကတောင်ရောလိုက်မြောက်ရောလိုက်ရှေ့လိုက်နောက်ရောလိုက်ဖြစ်သွားတယ်ဒါပေမဲ့အဓိကပေးခဲ့တဲ့ message ကိုရမယ်လို့ထင်ပါတယ်လို့အဓိကပေးချင်တဲ့ message ကပါလဲဆိုတော့ဒီစစ်တပ်တွေရဲ့နောက်ွယ်ဟဟိုဟာတွေပေါ့ဘာကြောက်အာနာသိမ့်လဲဒီခရိုနီတွေကြောက်လားသူတို့လူစုအတွက်ကြောက်ပဲလားအခွင့်ဒုက္ခလူရန်စားအတွက်လားလူရန်စားအတွက်ပဲအာနာဆက်သိမ့်တော့သူတို့ရှိကနေဆက်တိုက်နေတာလားပြီးရင်ကြားဖြန့်ကိစ္စလားကြားဖြန့်ကိစ္စအစား crypto ကိစ္စလားဒီ crypto ကိစ္စအစားပဲဒီကငွေပဲဒီကလောကမှာငွေပဲဒါနဲ့တစ်ခုပြောအောင်ဒီမှာ share ပေးတဲ့ပြောအောင်ဒီပတ်စံတွေအကုန်လုံးက waste မဖြစ်လို့ဒါကတော့ကျွန်တော်တို့က hint ပေးရတာပေါ့ Brotracer ရဲ့ future project hint ပေးရတာပေါ့ future project ဆိုတော့ Brotracer ရဲ့လုံးဝသူ plan ဒီလုံးဝ multiplier နော်လုံးဝ million ပြီး million လာဟုတ်ဒီသူ့ရဲ့ project ရှိပြီးသားမဟုတ်ကဲလို့ညီမတို့ kick ကောင်းသွား Brotracer ရဲ့ project ကြီးရှိအဲ့ project ကြီး Brotracer ရှင်းပြပေးလိုက်ရပြီ kick ကောင်းလားပါကြောက်ဆောက်ပြီးမလားဘာလားမသိဘူးလေပြောခဲ့အဲ့ဒါရေလုံးဝရှင်းကသေးပါတယ်တကယ်သေးတယ်ထားလို့ရကျွန်တော်ပြောခဲ့တကယ်ပဲဒီလိုလာလို့ကျွန်တော်ပဲ in person ပေါ့ဒီအပြင်မှာ in person လာတွေ့နေအောင်ပဲပြောလို့ရ project တွေမဟုတ် Brotracer ကအဲ့ project ကိုလုပ်ပြီးဒါပေမဲ့ kick ကောင်းပါ kick မကောင်းရင်အခုအဘာ kick ပါဆိုရင်တော့ hell to the no ပဲဘာလို့ဆို chance ကမဖြစ်နိုင်ဘူးပေါ့ဘောမရတော့လာလို့ရမယ်လို့လီးတော့မလို့ဘောလားပြောချင်ဘောတော့ပါဘောသူလုံးချင်ဘောတော့ဆောပါဘောနှစ်ချောင်းဘောချောင်းတောင်လို့ဆိုသူနေတဲ့အစင်မပြေဘူးအဲ့လုံးဝ moral နဲ့မလဲနိုင်ဘူးအဲ့လူကအခုဗာလဲစကားမဆက်နောက်ဆုံးအနေနဲ့ချုပ်ချင်တာပါအခုဗာလဲဒီ USC မှာတော့ဘာမှပြီးရဲ့ခဲကမပြီးသေးဘူးနော်ဟုတ်တော့ပြီးဗာလဲပန်းဆယ်လို့ဗာလဲသူတို့ဟိုအချောက်ကဗာလဲဟိုဥက္ကာမင်းမောင်သူတို့တိုက်ခိုက်နေရဆိုတာလေဟုတ်တယ်အခုဒီတိုက်ခိုက်နေတော့အခုကသူတို့ဟိုကပန်းဆယ်လို့ကတရားစွဲတာဗာညာလုပ်တာ defamation နဲ့တရားစွဲတာဟုတ်တယ်ဟိုကောင်เนี่ยဘယ်လိုလာအောင်လဲမသိအဲ့ process လဲကျွန်တော်ကတော့စိတ်ဝင်စားတကယ်ပြောတိတ်တော့မသိဘူးဗျာတိတ်စိတ်ဝင်ဘာလို့ငါတို့ရဲ့ဗမာပြည်ကတော့လုံးဝအဲ့နိုင်ငံကြီးကဘယ်လောက်ထိ effect ဖြစ်လဲဆိုတော့နော်အဲ့လောက်ထိတောင်လောကရဲ့ပတ်ဝန်းကျင်တောင်ညှစ်စွန်းစေတယ်ပြောတာပန်ဆယ်ကသူ့ရဲ့ရှင်းပါငါတို့လည်းဒီလိုနေရမယ့်အတိုင်းဝိုင်းတော့မဟုတ်ဘူးအတေထားတော့မဟုတ်ဒါပေမဲ့ဒီရဲ့နိုင်ငံကြီးကြောင့်လုံးဝအကုန်လုံးလူတွေရဲ့ဘဝဒီအကုန်လုံးကမောက်ချတယ်အဲ့လိုဘဝတွေပြောင်းလဲဟုတ်တယ်ဒါပေမဲ့နောက်ဆုံးတစ်ခုပြောချင်တာကျွန်တော်ဒီလက်မှာဂိုင်နာပတ်စံတန့်ရှင်းတယ်ပေါ့ဗျာclean money အစိုးရမှာ clean money ပါတယ်သွေးစွန်းနေပါတယ်ပတ်စံပေါ့သွေးစွန်းနေမပါဘူးပြီးတော့ပြောခဲ့မယ်
အားလုံးကျေးဇူးတင် အေးကောင်းသောညချောပါစေ ကျွန်တော်နာမည်ကတော့ Bro Trazo ပါ ကျွန်တော်နာမည်ဖန်တာပါ ကျွန်တော်နာမည်ဒေါက်တာချက်ကြည့်ပါ အားလုံးကျေးဇူးတင် ကျေးဇူးပါမမ